လာပါဆိုတော့ဒီဘက်ကဖွဲ့တယ်ဒီဘက်မှာမပါသေးဘူးခဏခေါ်မယ်ခဏအရန်တက်ကြွနေတာဆိုတော့သူတို့ဘက်ကဒီနေ့လည်းမလည်းတွေ့ဘူးလို့ဆိုတော့ခဏမနှုတ်ဆက်သေးဘူးဒီနေ့မတွေ့ရတဲ့ဒီဘက်ကကျွန်တော်တို့အိတ်ရှင်အတင်းတော်မင်္ဂလာပါဒီနေ့တွေ့ဖူးနေကြဖြစ်တဲ့ယူစင်နာကတငယ်ချင်းလည်းမင်္ဂလာပါဆိုတော့အားလုံးဟိုဘက်ဒီဘက်တယောက်နဲ့တယောက်ကြည့်ပြီးမှမင်္ဂလာပါဆိုမှလက်မြောက်ကိုဝေယံလက်နှုတ်ဆက်ပေးကြပါဦးအမျိုးတွေတွေ့လို့ရှင်လဲတယောက်နဲ့တယောက်နှုတ်ဆက်ပေးပါအားလုံးပဲမင်္ဂလာပါဆိုတော့အားလုံးအတူတူကမတ်တရလက်ထာဝရဘုရားကိုချီးမွမ်းကြရအောင်အာမင်ဆိုတော့ကျွန်တော်တို့အစီအစဉ်အစာပြုဖို့အတွက်တစ်ချက်လောက်ဆူတောင်းခြင်းနဲ့ဆိုတော့အကုန်လုံးအတူတူကဆူတောင်းကြရအောင်ကျွန်တော်တို့တယောက်တည်းဆူတောင်းတယ်ဆိုတော့တဲ့ဒီနေ့ကျွန်တော်အစီအစဉ်မှာဒီနေ့ fellowship မှာတကယ်ပဲထာဝရဘုရားကကျွန်တော်အလယ်မှာတူပါရှိပြီးမှလွတ်မြောက်ခြင်းနဲ့ပေးဖို့အတွက်ဆူတောင်းကြရအောင်အာမင်ဝမ်းမြောက်ခြင်းနဲ့ဒီနေရာဒီခမ်းမဒီဖရားကြောင့်ကိုပြည့်စုံဖို့အတွက်ဆူတောင်းကြရအောင်အာမင်သင်ရဲ့ဆူတောင်းခြင်းကိုထာဝရဘုရားကနားညောင်းမှာဖြစ်တယ်ကျွန်တော်ရဲ့ဆူတောင်းခြင်းကိုထာဝရဘုရားကနားညောင်းမှာဖြစ်တယ်အာမင်အာမင်အတူတူကစက္ကကြရအောင်ဟာလေလုယာခါရှိဒီဒီဒီအိုရှိရီယာရာပါစေခါရှိဒီ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 အိုရှိဒီ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 ဟာလေလုယာအိုဂရောဖီယာအင်းနီယာမဂရောကိုခေါ်ဖိပါတယ်အိုတန်ရှင်တော်ဝေတော်ဖျားအင်းနီယာမဂရောကိုခေါ်ဖိပါတယ်အိုတာတို့ရဲ့အလဲမှာဂရောလှရှာတော်မူပါအိုတာတို့ရဲ့အလဲမှာဂရောနေရာယူတော်မူပါအိုတာတို့ရဲ့အလဲမှာဂရောအတူပါရှိတော်မူပါအိုဂရောဖျားအရောက်စီတဲ့နှလုံးသားများကိုတိုးထွေးစကားပြောတော်မူပါအိုတာတို့ဂရောကိုချီးမွမ်းကြမှာဖြစ်တယ်ဂရောအိုလူပုဂ္ဂိုလ်တစ်စုံတစ်ဦးကိုချီးမွမ်းမှာမဟုတ်ဘူးဂရောကိုချီးမွမ်းမှာဖြစ်တယ်ဂရောကိုကိုးကွယ်ကြမှာဖြစ်တယ်အမြင့်ဆုံးသောဖျားကိုစိတ်နှလုံးအကျွေးမဲ့ကိုးကွယ်ကြမှာဖြစ်တယ်ကိုရောတာတို့အလဲမှာကိုရောချိန်ဝတ်တော်မူပါအိုတန်ရှင်တော်ဝေတော်ဖျားအတူပါရှိပါအရောက်စီတဲ့စိတ်နှလုံးကိုတိုးထီပါစကားပြောတော်မူပါကိုရောဟာလေလုယာခါရှိဒီကိုရောဝတ်ထုတ်လေးလာတဲ့သူများကိုရောဝတ်ပေါ်စွာပြန်ရတဲ့ခွင့်ကိုပေးတော်မူပါကိုရောဟိုဝမ်းနေတဲ့သူများရှင်လန်းစွာပြန်ရတဲ့ခွင့်ကိုပေးတော်မူပါကိုရောဟာလေလုယာစိတ်မတန်ကြီးကြွားတော်သူများဟိုချီးမွမ်းခြင်းနဲ့ပြန်ရတော်ခွင့်ကိုပေးတော်မူပါဟာလေလုယာကျေးဇူးတင်တယ်ယေရှုခရစ်နာမကိုမြှုပ်လက်စီစီကိုစက္ကကြပါရအဖာအာမင်ဆိုတော့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့လွတ်လွတ်လပ်လပ်နဲ့ချီးမွမ်းခြင်းနဲ့ဆိုလို့ချင်းကျေးဇူးပြုပြီးရှေ့ကိုလာပေးကြပါဦးကျွန်တော်ဒီမှာဆရာတွေပဲတွေ့နေရတယ်လူငယ်တွေကျွန်တော်ဒီမှာအများကြီးတွေ့တယ် please အရှိကိုထွက်လာပေးကြပါဟို YC ကလူငယ်တွေအရှိကိုထွက်လာပေးကြပါကျွန်တော်လွတ်လွတ်လပ်လပ်ချီးမွမ်းကြမယ် amen amen တကယ်လို့ကိုနေရာကနေချီးမွမ်းခြင်းနဲ့ဆိုလဲရတယ်အဆင်ပြေတယ်နော်လုံးဝအဆင်ပြေတယ်ရှိတဲ့နေရာကနေချီးမွမ်းမယ်သို့တော့ကျွန်တော်ကတော့ဖြင့်ဒါဝိလို့လွတ်လွတ်လပ်လပ်ချီးမွမ်းမယ်ထို့တဲ့ဘုရားမှာကခုံမယ်ဆိုလို့ရှိရင်တော့အရှိမတင့်တွက်နေရာရှိတာဖြစ်တယ်အာမင်ဒီနေရာမှာတင့်တွက်နေရာရှိတာဖြစ်တယ်ဒီနေရာကဆရာတွေပဲရဖို့မဟုတ်ဘူးတင်းနဲ့ကျွန်တော်နေရာရှိဖို့ဖြစ်တယ်အာမင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 ်ဆိုတော့ကျွန်တော်မစခင်ကျွန်တော်ကြမ်းချက်ဖတ်ခြင်းနဲ့တရားခုမြောက်သောစာလံကျေးဇူးပြုပြီးမှ project မှာထိုးပေးပါအတူတူကဖတ်ကြရအောင်မြေကြီးသားပေါင်းတို့ထာဝရဘုရားအားကြွေးကြော်ကြလော့ထာဝရဘုရား၏အမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ကြလော့ရှင်လန်းစွာသခြင်းဆိုလျက်အထံတော်သို့ဝင်ကြလော့ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူသည်ဟုသိမှတ်ကြလော့ထာဝရဘုရားသည်ငါတို့ကိုဖန်ဆင်းတော်မူ၍ငါတို့၏အရှင်ဖြစ်တော်မူ၏ငါတို့ဒီလည်းထာဝရဘုရား၏လူဖြစ်ကြ၏အထံတော်၌ချက်စားသောသိုးစုလည်းဖြစ်ကြ၏ကျေးဇူးတော်ကြီးပါသည်ဟုဝန်ခံလျက်တိုင်းတော်တို့ကို၎င်းဂုဏ်တော်ကိုချီးမွမ်းလျက်တိုင်းတော်တို့ကို၎င်းဝင်ကြလော့ကျေးဇူးတော်ကိုချီးမွမ်း၍နာမတော်ကိုကောင်းချီးပေးကြလော့အကြောင်းမူကားထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏ဂရုဏာတော်သည်အစဉ်အမြဲရှိ၍သစ္စာတော်သည်ကာလအဆက်ဆက်တည်နေသည်ဟာလေလုယာHoly, holy, I give you glory for all that you've done. Even though I don't deserve it, you did it. Even though I couldn't earn it, you give it. Who am I that you keep me on your mind?
sure. All my life, you've been right here by my side. God, I'm just grateful for you. God, I'm just grateful for you. Holy, holy, there's only one. I give you glory for all that you've done. Even though I don't deserve, you did it. You did it. Woo. Even though I couldn't earn it, you give it. Who am I? Who am I that you keep me on your mind? God, I'm just grateful for you. Hey. God, I'm just grateful for you. All my life, you've been right here by my side. God, I'm just grateful for you. God, I'm just grateful for you. Who am I? Who am I that you keep me on your mind? God, I'm just grateful for you. Hey, God, I'm just grateful for you. All my life, you've been right here by my side. God, I'm just grateful for you. God, I'm just grateful for you. Let me go now. Let me talk. She go Jesus to the chimaya. Hey, oh, we thank you, Lord. We praise you, Lord. And I'm lifting both of my hands. You gave me chance after chance after chance. And I'm giving all that I have. You gave me chance after chance after chance. And I'm lifting both of my hands. You gave me chance after chance after chance. And I'm giving all that I have. Lifting both of my hands. You gave me chance after chance You gave me chance after chance. after chance. Who am I that you keep me on your Come on. mind? God, I'm just Grateful for you. God, I'm just grateful for you. All my life, you've been right here by my side. God, I'm just grateful for you. God, I'm just grateful for you. Who am I that you keep me on your mind? God, I'm just grateful for you. God, I'm just grateful for you. Oh my, you've been right here. right here by my side. God, I'm just grateful for you. Hey, God, I'm just grateful for you. I survived and I'm here to testify. God, I'm just grateful for you. God, I'm just grateful for you. I'm alright if they say I'm out of my mind. God, I'm just grateful for you. God, I'm just grateful for you. Hallelujah. Amen. Hallelujah. Amen. Celebrate my chimaya. Woo. Hey. I go on. God, let me chimaya jam la. Sing him la. Come on. Hey. 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 The sheep on the ground get my down there to the
家，希望的什么？这个的规则，希望从脑筋里。主张不人看上，希望亲眼的鼓掌，在天涯上面对鸦片。主张不人看上，希望亲眼的鼓掌，在天涯上面对鸦片。那为你今晚的接受，那天把细细的秒到下，那马到今晚的港口，高给要到万秒前的冷秒前的在小比。的什么？过了天我，寂寞的什么？寂寞的什么？过了太阳，过了太阳。寂寞的什么？宇宙人要泪。你能知道要寂寞加泪吗？流水的丢下，嘿嘿，寂寞的什么？这高的贵。希望的什么？头脑间的跌宕，出家不人看上，希望亲眼鼓掌，在天秒上面对鸦片。出家不人看上，希望亲眼鼓掌，在天秒上面对鸦片。那为你今晚的牵手，那天把细细的秒落下，那马路今晚的港口。高给压到万秒前的6秒前在小皮。寂寞以内，相对人口少呢。寂寞以内，扎心人口不退。寂寞以内，我的娘上面对鸦片。人家个秒变毛。寂寞以内，相对人口少呢。寂寞以内，扎心人口不退。寂寞以内，我的娘上面对鸦片。我为你今晚那个牵手，那天把细细的秒落下，那马路今晚的港口，高给压到1秒前的6秒前的，嘿嘿。我为你今晚的牵手，那天把细细的秒落下，那马路今晚的港口，高给压到1秒前的6秒前的在小皮。寂寞以内，相对人口少呢。寂寞以内，扎心人口不退。寂寞以内。寂寞以内，相对人口少呢。寂寞以内，扎心人口不退。寂寞以内，我的娘上面对鸦片。寂寞以内，相对人口少呢。寂寞以内，扎心人口不退。寂寞以內，我的娘上面对鸦片。ကျွန်တော်ချီးမွမ်းလိုက်တဲ့ခါမှာဒီနေ့ကျွန်တော်ကဘာမှတော့မလုပ်ရသေးဘူးကိုတော်ကလှုပ်ပေးနေတာဖြစ်တယ် အာမင် ဒီနေ့ကျွန်တော်ကဘာမှမလုပ်ရသေးဘူးချီးပဲချီးမွမ်းရုံပဲရှိသေးတယ်ကိုတော်ကလှုပ်ပေးနေတာဖြစ်တယ် အာမင် ချီးမွမ်းရင်နဲ့ ရှမ်းသူတွေကိုရှုံးနေ ချီးမွမ်းရင်နဲ့ ဒါစီတွေကိုပွင့်ချွတ် ချီးမွမ်းရင်နဲ့ မိုးတင်များစွာမြင်တွေ့ရပြီ နောက်တစ်ခေါက်ပြန်ဆိုရအောင်ချီးမွမ်းရင်နဲ့ ရှမ်းသူတွေကိုရှုံးနေ ချီးမွမ်းရင်နဲ့ ဒါစီတွေကိုပွင့်ချွတ် ချီးမွမ်းရင်နဲ့ မိုးတင်များစွာမြင်တွေ့ရပြီအာမင် ငါဝိညာဉ်ချီးမွမ်းတဲ့ချင်းစိုးငါထဲမှာရှိသမျှသောရှာနာမတော်ချီးမွမ်းလျက်ကခေါ်အကောင်းကင်ရသောဝမ်းမြောက်ခြင်းတွေလွတ်မြောက်ခြင်းတွေငါဝိညာဉ်ချီးမွမ်းတဲ့ချင်းစိုး
ငါထဲမှာရှိရှိသမျှသောရာနာမတော်ချီးမွမ်းလက်ကခိုးအကောင်းကြီးရတာဝတ်ချီးတဲ့လုံးမြောက်ချီးတဲ့တဲ့ရောက်စပြောပါအောင်ငါဝိညာဉ်ချီးမွမ်းလက်ချစ်ဆိုငါထဲမှာရှိရှိသမျှသောရာနာမတော်ချီးမွမ်းလက်ကခိုးအကောင်းကြီးရတာဝတ်မြောက်ချီးငါဝိညာဉ်ရှိရှိသမျှသောရာနာမတော်ချီးမွမ်းလက်ကခိုးအကောင်းကြီးရတာဝမ်းမြောက်ခြင်းနဲ့လူနာခြင်းနဲ့တဲ့ကောင်းကြီးရတာအကောင်းကြီးရတာဝမ်းမြောက်ခြင်းနဲ့လူနာခြင်းနဲ့တဲ့ Hallelujah Oh Could I do she alone Joan Day Could Tom your maka to know Could I do she they chatted Bejama Dasi Mishaba Could I do she out in day Could Tom your mouka to know Chana say Could I do she so in day Lochina Chamshi Doba Lochina Chamshi Doba Shema, Guru Twani Nire, to know ye now, Guru Nation Nire, to know them yet to Guru Shabla Nire, a child you to live Shibu, to know ye Shema, Guru Twani Nire, to know ye now, Guru Nation Nire, to know them yet to Guru Shabla Nire, a child you to live Shibu. She did. Johnson Jabede Nagate Kudon your mouka to know I'm to come on my shop Shout them Shout To know ye Shema, Guru Twani Nire, to know ye Nama, Guru Yeshi Nire, to know them ye too, Guru Shabla Nire, a child you to live Shibu, to know ye Shema, Guru Twani Nire. To know ye now, Guru Yeshi Nire, to know them yet to Guru Shabla Nire, a child you to live Shibu, a bellow returning is so yaze, a child you to live Shibu, a bellow yatasi rechi mamze, a child you to live Shibu, a bellow returning is so a child you to live Shiba a bello in Tasi Rechi Mamse a child you to live Shiba to know your Shema Guru Twani Nire to know your Nama Guru Yeshi Don't you tune a wood can say Jane Don't you tune a wood can say Jane a child you to live Shiba Let me go Shima Martin Talia. Don't you chine would can say chine.
ရှိနေတယ် ကျွန်တော်နဲ့မြတ်သူကိုတော့ရှောက်လန်းနေတယ်အကြောင်းရှုံးချင်လေးမရှိဘူးအဘယ်လိုပဲချင်နေရဆိုရှောက်စေအကြောင်းရှုံးချင်လေးမရှိဘူးအဘယ်လိုပဲတာစီရချင်မှစေအကြောင်းယုံချင်လေးမရှိဘူးအဘယ်လိုပဲချင်နေရဆိုရှောက်စေအကြောင်းယုံချင်လေးမရှိဘူးA bello ventasi regimase Ciao George Limsiကိုတော့ရှောက်လန်းနေတယ်အကြောင်းယုံခြင်းလည်းမရှိဘူးကျွန်တော်ရဲ့ရှေ့မှာကိုတော့သွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုတော့မျက်ရှိနေတယ်ကျွန်တော်နဲ့မျက်တူကိုတော့ရှောက်လန်းနေတယ်အကြောင်းယုံခြင်းလည်းမရှိဘူးဘလို့ပဲအခက်ခဲရှိနေပါစေတကြားတွေကတကားတွေကဘလို့ပဲပိတ်ပြနေပါစေကိုရောရှိနေတယ်မေစီအချင်းတွေကဘလို့ပဲစိုးနေပါစေကိုရောရှိနေတယ်ဟာလေလုကျွန်တော်ပြေးနေကျွန်တော်တို့အလုပ်ကိုင်းတွေကျွန်တော်နေထိုင်တဲ့ပုံစံတွေကစိုးရင်စရာတွေများလာတယ်ဖန်စီတွေများလာတယ်အစီမပြေတွေများလာတယ်တော်ထိုရအားလုံးရဲ့အထက်မှာကိုရောရှိနေတယ်ဘာလို့ဆိုတော့ထိုရှင်ကတင်ရရှေ့မှာကြွသွားတဲ့ရှင်ဖြစ်တယ်တင်ရနောက်ကနေကြွယ်ကောက်ပေးနေတဲ့ရှင်ဖြစ်တယ်အာမင်ဟာလေလုယာမျက်စိနဲ့မှမြင်အောင်ကြည့်စေခြင်းနဲ့ထိုရှင်ကကျွန်တော်ရဲ့ရှေ့မှာကြွသွားနေတာကိုမျက်စိနဲ့မှမြင်အောင်ကြည့်စေခြင်းနဲ့လေဝဲလေရမှာကောင်းကင်မှာတတ်တွေနဲ့ကြွယ်ကောက်ပေးနေတာကိုမြင်အောင်စေခြင်းနဲ့找到人မရှိနေတဲ့ရဲ့တောင်ထဲအိမ်တော်မရှိနေတဲ့တဲ့ကကျွန်တော်တို့တာရွေးကောင်းသည်找到人မရှိနေတဲ့ရဲ့တောင်ထဲအိမ်တော်မရှိနေတဲ့တဲ့ကကျွန်တော်တို့တာရွေးကောင်းသည်找到人မရှိနေတဲ့ရဲ့တောင်ထဲအိမ်တော်မရှိနေတဲ့တဲ့ကကျွန်တော်တို့တာရွေးကောင်းသည် Come on 找到人မရှိနေတဲ့ရဲ့တောင်ထဲအိမ်တော်မရှိနေတဲ့တဲ့ကကျွန်တော်တို့
线的长城，你多么细腻的天高，承诺着大越高你。桥头线嘛，细腻的线的长城，你多么细腻的天高，承诺着大越高你。面貌多么宝贝，期待浪漫慢蓝着幕。面貌多高大，谁倾诉？面貌多么宝贝，把的苦慢慢搂进步。面貌多高大，嘿。面貌多么宝贝，期待浪漫慢蓝着幕。多高大，谁倾诉？面貌多么宝贝，把的苦慢慢搂进步。面貌多美，面貌多么宝贝，期待浪漫慢蓝着幕。面貌多高大，谁倾诉？面貌多么宝贝，把的苦慢慢全部。面貌多高大，多深？找到什么是你的人长城？你多么细腻的天高，承诺着大越高地。找到什么是你的人长城？你多么细腻的天高，承诺着大越高。找到什么？找到什么是你的人长城？你多么细腻的天高，承诺着大越高你。找到什么是你的人的长城？你多么细腻的天高，承诺着大越高你。ကျွန်တော်ခဏလောက်လက်များကိုမြောက်ပင်လက်ထုံမျက်မှောက်တော့ကိုကျွန်တော်တို့ဆင်ခြင်ကြရအောင်ကိုရောကိုပဲအာရုံပြုကြရအောင် ကျွန်တော်ရဲ့ရှေ့မှာကိုယ်တော်သွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုယ်တော်မျက်ရှိနေတယ်ကျွန်တော်နဲ့မြတ်တူကိုယ်တော်ရှောက်လန်းနေတယ်အကြောင်းယုံခြင်းလည်းမရှိဘူးကျွန်တော်ရဲ့ရှေ့မှာကိုယ်တော်သွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုယ်တော်မျက်ရှိနေတယ်ကျွန်တော်နဲ့မြတ်တူကိုယ်တော်ရှောက်လန်းနေတယ်အကြောင်းယုံခြင်းလည်းမရှိကိုယ်တော်ရှိတယ်ကိုယ်တော်ရှိတယ်ကိုယ်တော်ရှိတယ်တင်းနဲ့ကျွန်တော်တွေ့ကိုယ်တော်ရှိတယ်ကျွန်တော်ရဲ့နာဂတ်တွေ့ကိုယ်တော်ရှိနေတယ်ကျွန်တော်ရဲ့အရှိမတင်းရဲ့အရှိမကိုယ်တော်ရှိနေတယ်
Tia shima kuroshine Te zoye chine de kuroshine Te wane chine tema kurotushine Tia wunto wumbure de kuroshine To ain't no ma look now chishire Tu ye ain't no ma one now chishire Tu ye ain't no ma look now chishire Oh, tu ye ain't no ma nyai ta chishire Tu ye ain't no ma ta chishire Oh, a chaya ma mashibu baise Oh, mashaba ne a chaya ma mashibu A chaya ma mashibu Tu ye ain't no ma shire Oh, dini ya ma shire Dini ya ma shire Chado yama shi nere ye tonte Indo ma shi nere tieka Chano ta ye kauni Chado yama shi nere ye tonte Indo ma shi nere tieka Chano ta ye Chado yama Chado yama shine re yet tante Angel machine re tieka Chano ta ye kauni Chado yama shine re yet tante Angel machine re tieka Chano Machine in a jet, tante. And your machine in a jet. To know to die, you got me. Yeah, my double fire. To the love, my land to move. Yeah, my dog, I said she's Chado yama shine tante Indo machine re tieka Chano kauni ဒီကနေ့မှာသင်ကတော့ပြောမိလိမ့်မယ်။အိုးငါကဘာမှမဟုတ်ပါဘူး။သူများတွေလိုလည်းမပေးကမ်းနိုင်ဘူး။သူများတွေလိုလည်းစုမတောင်းနိုင်ဘူး။သူများတွေလိုလည်းမတီးဆိုနိုင်ဘူး။ဆိုပြီးမှသင်ကကို
အစိုးမြင့်နေကောင်းမြင့်နေနေမယ်သို့တော့ဒီကနေ့မှာကျွန်တော်ပြောချင်တဲ့မိတ်ဆွေသင်ဟာကောင်းတဲ့အရာကိုပြုလုပ်နေတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့မိတ်ဆွေဘာဖြစ်လို့လဲဆိုတော့ကိုရောကိုချီးမွမ်းတာသူအိမ်တော်မှာရှိနေတဲ့ကတခြားအရာတွေအားလုံးနဲ့ကောင်းတဲ့အရာဖြစ်လို့ပဲမိတ်ဆွေအာမင်သူအိမ်တော်မှာရှိနေခြင်းသူကိုကိုးကွယ်နေခြင်းသူကိုချီးမြှောက်နေခြင်းကတခြားအရာတွေအားလုံးထက်ကောင်းတဲ့အရာဖြစ်တယ်အာမင်အဲဒါကြောင့်ဒီနေ့သင်ဟာကောင်းတဲ့အမှုကိုပြုလုပ်နေတဲ့သူဖြစ်တယ်ကောင်းတဲ့အမှုကိုပြုလုပ်နေတဲ့သူဖြစ်တယ်ဖခင်နဲ့တတဲ့အမှုကိုပြုလုပ်နေတဲ့သူဖြစ်တယ်ဟာလေလုယာယေရှုတင်တဲ့ကိုရောတူပါရှိတဲ့ဝိညာဉ်တော်ယေရှုတင်တယ်ဒီကနေ့ဒီနေရာပဲမဟုတ်ဘဲနဲ့တာသမီတို့တွားချင်လာချင်တဲ့မှာကိုရောဖျားအတူကွဲကားပါလမ်းပြပါဆလွေချင်ရှိနေအစီအစဉ်မှာလည်းကိုရောဖျားအရောက်စီတဲ့စိတ်နှလုံးမြတ်ကိုတိမ်ကြုံ၍စကားပြောရတို့ထီတော်မူမြေကြောင်းတပါတော်သားတော်ယေရှုခရစ်နာမကိုမြည်ပြီးလက်တို့ကိုဆုတောင်းစကကြပါရပါအာမင်လက်ကောက်တီးလဲအာရပါရကျွေးကြော်လဲပြန်ထိုင်ကြရဟာလေလုယာနှုတ်ကပတ်တော်ဖတ်ရချင်ပါတယ်ဟေရှာယနာဂတိကျမ်းအခန်းကြီး55အငယ်6သွေးနိုင်သည့်ကာလတွင်ထာဝရဘုရားကိုရှာကြလော့ဤတော်မူသည့်ကာလတွင်ဆုတောင်းပတနာပြုကြလော့အာမင်ဒီကနေ့ကျမတို့ဘုရားခင်ရဲ့မျက်မှောက်တော်ကိုကျမတို့ရှာတဲ့အခါမှာကျမတို့တက်တာထဲမှာတကယ်ပဲငြိမ်သက်ခြင်းခံစားရတာဖြစ်တယ်ဘလို့ပဲအခြေအနေတွေဆိုးရွားနေပလေစေခုနကတီဆူသွားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ရဲ့ရှေ့မှာကိုရောသွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုရောမြဲရှိနေတယ်ကျွန်တော်နဲ့မြဲတူကိုရောရှောက်လန့်နေတာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာကျမဘာခွန်အားရသေးလဲဆိုလို့ရှိရင်ကျမတို့တက်တာထဲမှာဘုရားသခင်ကိုချီးမွမ်းရင်းနဲ့ကျမတို့ရဲ့လေထုတွေကပြောင်းလဲလာတာဖြစ်တယ်အာမင်ကျမတို့ချီးမွမ်းရင်းနဲ့ကျမတို့ရှေ့မှာရှိတဲ့ကျမတို့ကိုတိုက်ခိုက်နေတဲ့ရန်သူတွေကရှုံးနေနေတာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာကျမတို့ချီးမွမ်းရင်းနဲ့ကျမတို့ရဲ့အနာဂတ်ကတကယ်ပဲတောက်ပနေတယ်အာမင်ချီးမွမ်းကိုးကွယ်ခြင်းကိုဥဆောင်ပေးတဲ့ worship team ပေါ်မှာဖျားရှင်တကယ်ပဲကောင်းချီးပေးပါစေနောက်များမှာလည်းသူရဲ့ဘုန်းတော်အတွက်ဗိတ်တဲ့အသုံးပြုပါစေအာမင်ကျမတို့စီစဉ်အတိုင်းကျမတို့ဆက်လက်တွားရအောင်ကျမတို့ဖျားရှင်ပေးကောင်းချီးများထဲကနေပေါ့နော်အဲ့ဒါမသွားခင်မှာမေ့သွားတယ်တကယ်ပဲ excited ပေါ့နော်nervous တယ်ပြောမလားနော်ဒီကနေ့မှာကျမတို့နဲ့အတူဖျားသခင်ကိုချီးမွမ်းဖို့ရန်အတွက်ပေါ့နော်ဖျားရှင်ပို့ဆောင်ပေးတဲ့ယူစင်တာကနေငီကူမောင်မများနဲ့ဆီယမမနိုးပေါ့နော်ကျေးဇူးပြု၍မတည့်ရပေးပါကျမတို့ကြိုးဆိုခြင်းနဲ့ကျန်တဲ့သူများကကျမတို့ကောင်းချီးပေးရအောင်ပေါ့နော်ဖျားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့ကျမတို့ချေဆုတောင်းကောင်းချီးပေးရအောင်1 2 3ဖျားရှင်ကောင်းချီးပေးပါစေအာမင်ပြန်ထိုင်လို့ရပါပြီနောက်များမှလည်းမိတ္တဟာယဖွဲ့ရန်တွဲခေါ်ဖက်ချင်ပါတယ်ကျမတို့အင်္ဂါနေ့တိုင်းည9 နာရီကနေပေါ့နော်ကျမတို့စလက်မြန်မာစီစဉ်ဝတ်ပြုစီစဉ်ကျမတို့ရှိပါတယ်လို့ကျမတို့အခုချိန်မှာဆိုလို့ရှိရင်ကျမတို့မြန်မာစီစဉ်ကပေါ့နော်နည်းနည်းအားနေတယ်တိုးတော်ညာလဲပဲပေါ့နော်ဖျက်ခင်ကတကယ်ပဲအတူပါရှိတာဖြစ်တယ်ဒီနေ့မှလည်းမျက်နှာတစ်တွေမြောက်မြတ်စွာကိုဖျက်ခင်ကတွေ့မြင်ရတော့ခွင့်ပေးတဲ့အတွက်ကြောင့်ဖျက်ခင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်နောက်များမှလည်းပါဝင်ဖို့ရန်ခေါ်ပေးချင်ပါတယ်အာမင်ကျမတို့အခုချိန်မှာဖျက်ခင်နိုင်ငံတော်အတွက်ပြန်လည်ပြီးတော့ပါဝင်ရမယ့်အချိန်ဖြစ်တဲ့ကောက်ခံပေးမဲ့သူများတော်၎င်းအလူတော်ငွေစက်ကပ်ပေးမဲ့ဆရာထံပြီးတော်၎င်းပေါ့နော်အလူတော်ငွေကောက်ခံစင်မှာဘုံတော်ချီးမွမ်းဖို့ရန်အတွက်ညီမလေးဆရာနူးတော်၎င်းခေါ်ဖက်ချင်ပါတယ်အားလုံးစင်သင်ဖြစ်ပြီလားโอเคဒါဆိုရင်ကျွန်တော်ဘုရားသခင်ကိုကျွန်တော်ကျေးဇူးတော်ချီးမွမ်းတဲ့အနေနဲ့ဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့ပေါ့နော်ကျွန်တော်ရေရောပေးကမ်းဖို့အားလုံးကိုတိုက်တွန်းနှိုးဆော်ချင်ပါတယ်သူတို့ကစက္ကန့်အနံ့ရအောင်
ကောင်းမြတ်ဆုံးလင်တော်ဖဖရားကိုရောကျေးဇူးတင်တယ်တာသမီတို့ကိုဒီနေ့မှာ ZCA နဲ့ယူစင်နာဦးပေါင်းပြီးကိုရောကိုတူတကွချီးမွမ်းရတော့အချိန်နာရီကောင်းပြင်ဆင်ပြီးတော့ကိုရောကျေးဇူးတင်ပါတယ်အဖတာသမီတို့ဒီနေ့မှာကိုရောရှင်စီကိုလာတဲ့ချိန်မှာလက်ချီတက်တက်လာတာမဟုတ်ဘဲနဲ့ကိုရောကောင်းချီးမင်္ဂလာပေးထားတဲ့အရာမြောက်များစွာတဲ့ကနေကိုရောရှင်တာသမီတို့ခွဲကမှတ်သားထားတဲ့အလူတော်ငွေတွေကိုကိုရောဘန္နာတော်တဲ့၌တာသမီတို့ယူဆောင်လာကြပါတယ်ကိုရောဖျားကောင်းကြည့်ပေးပါပေးကလူတန်းသွားတော့တာသမီရောက်ချင်းစီတိုင်းအသက်တာပေါ်မှာလဲနှုတ်ဘတ်တော်မှာရှိတဲ့အတိုင်းကောင်းချီးမင်္ဂလာများမြောက်များစွာပြန်လဲပြီးရိတ်သိမ်းခံစားရတဲ့ခွင့်ရရှိစေပါအသုံးပြုတဲ့နေရာမှာလဲကိုရောရဲ့ဘုန်းတော်ထင်ရှားဖို့အလို့ငါကိုရောကောင်းချီးပေးသနာတော်မူပါယေရှုတော်အပေါင်းကိုချီးမွမ်းလဲယေရှုနာမ၌ပေးကမ်းလူတန်းကြပါ၏အာမင်ဟာလေလုယာပထမဦးဆုံးအနေနဲ့ဒီကညီကိုမောင်နှမတွေနဲ့ဖျားရှင်ရဲ့နာမတော်ကိုချီးမွမ်းကိုးကွယ်ခွင့်ရတဲ့အခွင့်ကိုပေးတဲ့ဖျားရှင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ကျွန်မဒီကနေ့ကိုရောမမဘူးဆိုတဲ့တခြင်းနဲ့ဖျားရှင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းခြင်းပါတယ်တကယ်လို့များဖြစ်ချင်တာမဖြစ်ရင်တကယ်လို့များတောင်းဆိုရမဖြစ်ရင်မမြင်နိုင်လို့ကျွန်တော်နားမလဲခဲ့ရင်ကိုရောမဘူးဘယ်သူမှကျွန်တော်နာရှိတော့ရင်ဘယ်ကိုလိုက်ရှာရမယ်မသိရင်မထင်မှပဲဆုံးရှုံးမှုတို့ရှိရင်ကိုရောမကောင်းရဲ့ကြောင့်ချီးမွမ်းနေမယ်ကိုရောအကျွန်တော်မပြတ်မရဲ့ပါကျွန်တော်နိုင်ဖြစ်လာခဲ့တဲ့မြတ်အကောင်းဆုံးပါသခင်ရဲ့ဥပဝါရဲ့အဆိုးဆုံးတွေ့ကြုံလေဒီမြေဘူးတော်တဲ့သိစေဘယ်သူမှကျွန်တော်မပြောမိအလုံးစုံသိနေသူကျွန်တော်ကိုချစ်သူတကယ်လို့များဖြစ်ချင်တာမဖြစ်ရင်တကယ်လို့များတောင်းဆိုတွေမဖြစ်ရင်မမြင်နိုင်လို့ကျွန်တော်နားမလဲခဲ့ရင်ကိုရောမဘူးဘယ်သူမှကျွန်တော်နာမရှိတော့ရင်ဘယ်ကိုလိုက်ရှာရမယ်မသိရင်မထင်မှပဲဆုံးရှုံးမှုတို့ရှိရင်ကိုရောမဘူးကိုရောကောင်းရဲ့ကြောင့်ချီးမွမ်းနေမယ်ကိုရောအကျွန်တော်မပြတ်မရဲ့ပါကျွန်တော်နိုင်ဖြစ်လာခဲ့တဲ့မြတ်အကောင်းဆုံးပါသခင်ရဲ့ဥပဝါရဲ့အဆိုးဆုံးတွေ့ကြုံလေဒီမြေဘူးတော်တဲ့သိစေကျန်တော့စကားကမှမပြောမိအလုံးစုံသိနေသူကျွန်တော်ကိုချစ်သူကြီးနဲ့ရှင်ချင်းအနေနဲ့အမြင်ဘယ်ရာကမှတကယ်အချစ်နဲ့မကွာစီဘူးဝေးဆုံးကိုပြေthe more they are so dependent the kitchen never wait I boy the kitchen
ဆောင်သူရောက်ချင်းစီတိုင်းဖျားရှင်ကောင်းချီးပေးပါစေချိုတာစွာတဲ့ချီးမွမ်းသွားတဲ့ညီမငယ်ပေါ်လကောင်လူတော်ငယ်အဖြစ်ပါဝင်ကြတဲ့ရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေခုချိန်မှာကျမတို့နှုတ်ကပတ်တော်ကိုကြားနာရမယ့်အချိန်ဖြစ်တယ်ကျမတို့ဘောနော်ဆရာမကိုကြိုဆိုတဲ့အနေနဲ့ကျမတို့အားလုံးမသက်ရက်လျက်ဒီကနေ့ကြားနာရမယ့်နှုတ်ကပတ်တော်ဟာကျမအတွက်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုကြိုဆိုပါ၏ဆိုပြီးတော့တခေါက်ပေါ့နော်ကျမတို့ကြွေးကြော်ရအောင်ဆရာမထိုစင်မှာပေါ့နော်ဆရာမကနေရယူပေးဖို့ရန်ခေါ်ပေးချင်ပါတယ်အစဉ်သင့်ဖြစ်ပြီလားโอเคကြွေးကြော်ရအောင်ဒီကနေ့ကြားနာရသောနှုတ်ကပတ်တော်ဒီကျမအတွက်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုခေါ်ဖိတ်ပါ၏အာမင်လက်ခုပ်တီးလေဆရာမနဲ့သုံးပြုမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုခေါ်ဖိတ်ရအောင် Thank you အားလုံးပြန်ထိုင်နိုင်ပါပြီဒီညမှာအထူးပဲကျမအနေနဲ့မထိုက်မတန်ပါပဲလျက်ပေါ့နော် ZCA မှာ YC နဲ့ ZCA လူငယ် fellowship မှာပါဝင်ခွင့်ရလို့အင်မတန်မှဝန်တာပါတယ်ဂုဏ်ယူတယ်အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေကျမအတွက်အခုလိုအခွင့်ပြင်ဆင်ပေးတဲ့ဖျားနာမတာ၍ဘုန်းကြီးပါစေခုချိန်မှာဆိုရင်ကျမရဲ့ဝိညာဉ်ကငိုနေတယ်ဒါပေမဲ့ကျမဒီမှာငိုလို့မရဘူးဒီမှာလာငိုဖို့မဟုတ်ဘူးဒါကြောင့်ကျမအများကြီးခွန်အားယူမှဟောပြောတတ်တဲ့ခံမှာဖြစ်တယ်recently ပေါ့နော်ညနေပြောဖို့တော့မကောင်းတာတချို့လည်းရှိမယ်ဒါပေမဲ့ကျမမကောင်းတာကိုခြံပြီးကောင်းတာပြောမယ်ကျမသမီးလောကနောက်ကိုလိုက်သွားတဲ့အချိန်မှာ3နှစ်လောက်ချိန်မှာကျမမျိုးသားလည်းနေမကောင်းဖြစ်တယ်ခုလည်းအဲ့လိုပဲနေမကောင်းဖြစ်လိုက်စီယုံတက်လိုက်ပြန်လာလိုက်ကောင်းလိုက်အဲ့လိုနဲ့ကျမသမီးအချင်းချက်သေးရောက်သွားတယ် recently ပြန်လာတယ်ပြန်လာတဲ့အချိန်မှာ तू ကအဲ့ဒီအချင်းချက်ထဲမှာရှိတဲ့အချိန်မှာ तू စုတောင်းတဲ့ပုံစံကိုကျမတို့ကိုတက်သိခံတယ်သူ့အမေနဲ့အဖေရှင်မြေပေါက်ပေါက်ကြားတက်သိခံတဲ့အခါမှာ तू ဖျားကိုစိန်ခေါ်တယ်ဒီလိုမကောင်းတဲ့ဆေးတွေမကောင်းတဲ့မူးယစ်ဆေးတွေ तू မတုံးတော့ဘူးဆိုပြီးဖျားကိုဂတိပေးတယ်ဂတိပေးတဲ့အခါမှာ तू တပတ်အတွင်းထွက်နိုင်ဖို့စုတောင်းပြီးဂတိပေးတယ်မထွက်ဘူးဒါနဲ့နောက်ထပ် तू ဖျားကိုစိန်ခေါ်တယ်ဂတိပေးတယ်ပေးတဲ့အခါမှာဖျားစောင့်ပါယုံကြည်ခြင်းကိုမလျှော့နဲ့မလွတ်နဲ့စောင့်ပါလို့ပြောတယ်ဒါနဲ့ तू ကဖျားကိုစိန်ခေါ်တယ် तू လုံးဝစိတ်လိတ်တွေလည်းမတောက်တော့ဘူးပေါ့နော်ဘာတွေလည်းမသိဘူးသူတို့တောက်တတ်တယ်ကျွန်မလည်းဟိုအနက်နေအမျိုးစုံလည်းကြားတတ်တယ်ခါလီစေးပြင်းလိတ်လိုလည်းတောက်တတ်တယ်ဆိုတော့ဒါတွေလည်းမတောက်တော့ဘူးပေါ့နော် तू ကအဲ့လိုပြောတယ်ဖျားကိုဒါနဲ့ तू ယုံစစ်ဖို့ယုံချင်းတဲ့နေ့မှာယုံချင်းတဲ့နေ့ရောက်တဲ့အခါမှာသူ့ကိုတယောက်ကစေးလိတ်ပေးတယ်လို့ပြောတာပဲကျွန်မလည်းမသိဘူးဒါနဲ့ तू တောက်မိတယ်စေးလိတ်တောက်မိတဲ့အခါမှာ तू ကဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီနေ့က22ရက်နေ့ဆိုတော့ तू ကလွတ်မယ်ပေါ့ तू လွတ်မယ်နေ့အကုန်လုံးပေးစရာတွေအားလုံးကလည်းဆောင်ရွက်တဲ့သူတွေကဆောင်ရွက်ပြီးပြီဆိုတော့ तू လွတ်မယ်နေ့ပဲဆိုပြီး तू လာတယ်ဒါပေမဲ့အဲ့ဒီမှာမလွတ်ဘူးဒါနဲ့ तू ချက်ချင်းသိတယ်တဲ့ငါဖျားကိုဂရိပေးတယ်စေးလိတ်တွေလည်းမတောက်တော့ဘူးလို့ပြောပြီးသားဒါပေမဲ့ဒီမနေ့ तू ကတော့တဆိုင်လို့ပြောတာပဲတဆိုင်တော့မဖြစ်တော့ဘူးတလိတ်လောက်တော့ဖြစ်မှာပါလူကဘယ်သူမဆိုလေစကားတော့အမှန်မပြောတတ်ဘူးဆိုတော့တဆိုင်လေးတောက်မိတာနဲ့တဲ့ तू မလွတ်ဘူးတဲ့ဒါနဲ့ तू ပြန်ပြီးဖျားကိုစိန်ခေါ်တယ်တဲ့ဖျားကိုစိန်ခေါ်တယ်စိန်ခေါ်တဲ့အခါမှာतू ဖျားပြန်တောင်းပန်တယ်ပေါ့ပြန်တောင်းပန်တဲ့အခါမှာဖျားကတလတိတိပြေးတဲ့နေမှာထွက်ခွင့်ပေးတယ်ထွက်ခွင့်ပေးတဲ့အခါမှာ तू ကအိမ်ကိုရောက်တဲ့အခါမှာမြင့်မြက်ပေါက်နဲ့အမေရှိမှလည်းတောင်းပန်တယ်အဖေရှိမှလည်းတောင်းပန်တယ်ဒါပေမဲ့ तू born again မဖြစ်ဘူးယေရှုခရစ်ကို तू မရဘူးဘာကြောင့်မို့လဲဆိုရင်သူ့ကိုတက်သိခံပါလို့ပြောတဲ့အခါမှာ तू တက်သိခံစရာမရှိဘူး
တက်တေခံဖို့ယေရှုသူရတဲ့အကြောင်းသူပြောဖို့ပြောထွက်မဲ့စကားမရှိဘူးတဲ့သူရှက်တယ်တဲ့ဆိုတော့သူ့ရဲ့အဆင့်ကဘလို့အဆင့်လဲဆိုတော့ထောင်ထဲကနေလွတ်နိုင်မဲ့ဆုတောင်းခြင်းနဲ့စက္ကပ်မှုအဆင့်ပဲရှိတယ်ဒီကနေ့ဆိုရင်လည်းကျမအင်မတန်ပင်ပန်းတာဖြစ်တယ်3-4ရက်လောက်ကျမတို့အိမ်မှာသူနဲ့တူစုတွေပါတယ်တောင်းတဲ့အလုပ်တွေအတူတူလုပ်တယ်လိမ်မာတယ်ပေါ့ဒါနဲ့ဒီနေ့မှာတော့သူဖောက်ပြန်သွားတယ်ဖောက်ပြန်သွားတဲ့အခါမှာသူ့အဖေလည်းကျမကြီးမကောင်းတဲ့အချိန်ဆိုတော့တော်တော်ခက်ခဲတယ်ကျမလည်းခြားချောင်းသွားတယ်ခက်ခဲတယ်အိမ်ကိုပြန်လာတယ်အိမ်ရောက်တော့လဲတောင်းချမ်းနေပေါ့နော်ကျမတို့ဘဝကအဲ့လိုဖြစ်နေတဲ့အခါမှာကျမကငိုခြင်းတယ်အမှန်တိုင်းပြောမယ်ဆိုကျမဒီမှာရောက်နေတယ်တကယ်ဆိုအိမ်မှာရှင်ကျမငိုနေမှာဖြစ်တယ်ကျမရဲ့အခန်းထဲမှာဆူတောင်းပြီးငိုနေမှာဖြစ်တယ်ဒါပေမဲ့တိတာတစ်ခုရှိတယ်ဖယားကဒီဟာအဆုံးမဟုတ်ဘူးကျမသမီးပြောင်းကိုပြောင်းလဲအောင်မယ်ဆိုတာသိတယ်ဟာလေလုယာကျမတို့လင်မယားရဲ့ခံနိုင်ရည်စွမ်းရည်ကတော့ကျမကကုန်ပြီလို့ကျမကဘုရားကိုခဏပြောတယ်ထွက်မြောက်ရလမ်းပြင်ဆင်ပေးမယ်လို့ကိုတော့ပြောတယ်နော်ကိုတော့စုံစမ်းနှောက်ယှက်ခြင်းရှိရင်လဲထွက်မြောက်ရလမ်းတော့ပြင်ဆင်ပေးမယ်လို့ကိုတော့ဂတိရှိတယ်ဘယ်မှာလဲထွက်မြောက်ရလမ်းဆိုပြီးကျမအင်မတန်မှဒီကနေ့ဘုရားကျောင်းသွားတယ် YC သွားတယ်ငိုကြွေးရင်းနဲ့သွားတယ်ငိုကြွေးရင်းနဲ့ပြန်လာတယ်အိမ်ရောက်တော့ပို့ဆိုးတယ်အကုန်လုံးအချိန်တွေကအားရောက်ရခတ်ဖြစ်ကုန်တယ်အဲ့ဒီခါမှာကျမငိုချင်ရဲ့လက်တို့ဆိုသလိုကျမကိုငိုချင်နေတော့တယောက်ကကျမကိုအားပေးရင်ကျမငိုမိမှာဆိုလို့ဒီမှာဆရာမကျမကိုနော်မောဆိုနေကျမဘာမှပြောငိုချင်ရဲ့လက်တို့ဖြစ်မှာဆိုလို့ငိုမိမှာဆိုလို့ကျမဘာမှမပြောရဲဒါပေမဲ့ဖယားသခင်ဒီကနေ့ကျမတို့ရဲ့မိသားစုရင်ဆိုင်နေရတဲ့ဘဝဒီနောက်ဆုံးမဟုတ်ဘူးဖယားမှာမျောလင်းချက်ကျမမှာရှိတယ်ဟာလေလုယာဖယားရဲ့ကောင်းမြတ်ခြင်းကိုကျမမျက်စိနဲ့မြင်အောင်မှာဖြစ်တယ်ဟာလေလုယာကျမတို့တခါလေကြာရင်အခုချက်ချင်းအတီးအပွင့်ကိုတွေ့ချင်တယ်မခံနိုင်ဘူးလို့လဲကိုထင်တယ်ဒါပေမဲ့ဖယားကခွန်အားပေးနေသေးလို့ကျမဒီနေ့ပြိုလဲမသွားဘဲနဲ့တရားဟောဖို့ရန်ရောက်လာတာဖြစ်တယ်ဖျားရှင်နာမတာ၍ဘုန်းကြီးပါစေဒီကနေ့ကျမယူဆောင်လာတဲ့နှုတ်ကပတ်တော်ကောရိန္သုပထမစာဆောင်ခန်းကြီး3အငယ်10ကနေ15ကျမတို့တွေးလို့ရှင်အတူတကွဖတ်ရအောင်နော်ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး3အငယ်10မှ15တွေ့လို့ရှင်တူတကွာဖတ်ရအောင်ဖယားသခင်ဤဂျေဇုတော်ကိုငါခံရသည်နှင့်အညီလိမ္မာသောပိတုကာကဲ့သို့တိုက်မြစ်ကိုချပြီးအခြားသောသူသည်ထပ်ဆင့်၍တို့ရာတွင်အဘယ်သို့ထပ်ဆင့်၍တိဆောက်သည်ကိုလူတိုင်းသတိပြုပါစေအကြောင်းမူကားယေရှုခရစ်တည်းဟူသောချလျက်ရှိသောတိုက်မြစ်မှတပါအခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်ထိုတိုက်မြစ်အပေါ်၌ရွှေငွေကြောက်ကောင်းတစ်သားမြစ်ပင်ကောက်ရိုးများကိုထပ်ဆင့်၍တိဆောက်သောသူရှိသမျှအတီးလှုပ်သောအလုတ်သည်ထင်ရှားလိမ့်မည်အဘယ်သို့နည်းဟုမူကားဖော်ပြချိန်နေ့ရက်သည်မိအားဖြင့်ထင်ရှားလိမ့်မည်လူတိုင်းလှုပ်သောအလုတ်သည်အဘယ်သို့သောအလုတ်ဖြစ်သည်ကိုမိသည်စစ်ကြောစုံစမ်းလိမ့်မည်ထိုတိုက်မြစ်အပေါ်၌ထပ်ဆင့်၍တိဆောက်သောအကျဉ်သူ၏အလုတ်သည်မြဲ၏ထိုသူသည်အကျိုးကိုခံရလိမ့်မည်အကျဉ်သူ၏အလုတ်သည်ကျွမ်းလောင်၏ထိုသူသည်အရှုံးခံရလိမ့်မည်သို့တော်လည်းမီးနဲ့လွတ်တကယ်သို့သူသည်ကဲတင်ခြင်းသို့ရောက်လိမ့်မည်ဖတ်ကြားသွားတဲ့နှုတ်ကပတ်တော်အဖြစ်အရောက်တိုင်းကိုဖျားရှင်အထူးပဲကောင်းကြီးပေးပါစေဒီကနေ့ကျွန်မယူဆောင်လာတဲ့နှုတ်ကပတ်တော်က believer and judgment
ယုံကြည်သူနဲ့တရားစီရင်ခြင်းဖြစ်တယ်ဒီလောက်လောကမှာလူတွေကprosperity gospel ဂျေဇုတော်ငါတို့လွတ်မြောက်ပြီငါတို့ချမ်းသာပြီကျမ်းမာပြီဆိုတဲ့အချိန်မှာကျမကယုံကြည်သူနဲ့တရားစီရင်ခြင်းဆိုတဲ့နှုတ်ကပတ်တော်ယူဆောင်လာတဲ့အခါမှာဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတွေကနည်းနည်းလေးတော့စိတ်ထဲမှာဆီယာမကဘာဖြစ်လို့များဒီလိုတရားဟောချက်ယူဆောင်လာတယ်လဲလို့ထင်ကောင်းထင်မယ်ကျမကဒီကျမ်းစာကိုတွေ့ဖန်များတယ်အကျဉ်းဖတ်တယ်ကောရိန္သုဖတ်တိုင်းဖြတ်တယ်10ချိန်မကအကျဉ်း20မကအကျဉ်း30ဒါပေမဲ့တရားဟောချက်အနေနဲ့ကျမရခဲ့တာမကြသေးဘူးဘယ်လိုဟောရမလဲဒါကိုယုံကြည်သူတွေကိုချပြပါဆိုပြီးတရားဟောချက်အနေနဲ့ဖခင်ကကျမကိုပေးတာမကြသေးဘူး youth center မှာတခါကျမဟောပြီးပြီအဲ့ဒီတုန်းကလည်း enlightenment ပေါ့နော် enlighten တိတ်မဖြစ်ဘူးတိတ်အနဲ့အတိတ်ပဲကိုကျမကနားလေတယ်ဒါပေမဲ့ full အပြည့်အဝကျမနားမလဲခဲ့ဘူးဒါနဲ့ကျမဒီမှာလာပြီးမှဆရာကြီးလှမြင့်ကအခုတလောချောင်းဆိုးတဲ့အခါမှာကျမသူ့ကိုစားဟောဖို့ဖြစ်တဲ့အခါမှာကျမအချိန်ယူတယ်ဖះနဲ့အချိန်ယူတဲ့အခါမှာကိုရောဒီအသင်းတော်မှာဒီလူငယ်တွေစီမှာဘယ်သတင်းစကားကိုကျမဟောပြောတတ်သိခံရမလဲလို့ပြောတဲ့အခါမှာချက်ချင်းပဲဖះတဲ့ခင်က believer and judgment ဆိုပြီးချက်ချင်းပြောတယ်ဒါကြောင့်မို့ကျမကဒီနှုတ်ကပတ်တော်ယူလာတယ်ယူလာတဲ့အခါမှာတစ်ခါလေတရားဟောဆရာတွေကတရားဟောတဲ့အခါသူ့တပားအတွက်ဟောပြီးကိုယ့်အတွက်မဟောတာမျိုးမဖြစ်ရလေအောင်ကျမကဒီနှုတ်ကပတ်တော်ကျမအတွက်ယူတာဖြစ်တယ်ဟာလေလုယာဘာလို့လဲဆိုတော့မိတ်ဆွေဒီလိုလုပ်နော်ငါကတော့ကြိုက်တယ်လို့နေမယ်ဒါမျိုးမဟုတ်ဘူးဒီနှုတ်ကပတ်တော်ဒီကျမကိုလည်း remind လုပ်နေတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျမကိုယ်တိုင်ဒီနှုတ်ကပတ်တော်အဖြစ်တတိထားရမယ်စင်ချင်ရမယ် judgment ရှိတယ်ဆိုတာကိုကျမကသိသွားတဲ့အချိန်မှာဒါကအင်မတန်နော်လူတိုင်းသိတဲ့နှုတ်ကပတ်တော်ပဲလူတိုင်းကြားဖို့လိုအပ်တဲ့နှုတ်ကပတ်တော်ပဲဆိုပြီးကျမဖျားနဲ့စက်ကတ်တဲ့အခါမှာတရားဟောချက်အနေနဲ့ဖျားကကျမကိုပေးခဲ့တယ်အဲ့ဒီအခါမှာကျမကဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတွေကိုချမပြခင်မှာကိုယ့်အတွက်ကျမကမိမိကိုမိမိဟောပြီးသားဖြစ်တယ်။ကနေ့လဲကျမအတွက်ထပ်မံတိမ်ပိုက်တာဖြစ်တယ်။ Hallelujah ။ဆိုတော့ believer and judgment ဆိုတဲ့အတိုင်းအငယ်15မှာဘယ်လိုပြောလဲဆိုတော့သို့တော်လဲမီးနဲ့လွတ်တကဲ့သို့သူဒီကဲတင်ချင်းတို့ရောက်လိမ့်မယ်။မီးနဲ့စစ်ဆေးတဲ့ကာလရောက်မယ်။မီးနဲ့စစ်ဆေးတဲ့ကာလဆိုတာ judgment ကိုပြောတာ။ယုံကြည်သူတွေကိုကျမတို့ရဲ့လှုပ်ဆောင်တဲ့ကျမတို့အသင်းတော်မှာပါဝင်တဲ့အရာတွေကျမတို့ရဲ့နေ့ရက်စဉ်တိုင်းเนาะပြောဆိုတဲ့အရာတွေလှုပ်ဆောင်တဲ့အရာတွေပေါ်မှာကျမတို့ဘယ်လိုလှုပ်ဆောင်တယ်လဲဆိုတာ believer and judgment ဆိုတဲ့အတိုင်းယုံကြည်သူပေါ်မှာတနည်းကြိုင်မီးနဲ့စစ်ဆေးမှာစစ်ဆေးပေမဲ့ तू ကကဲတင်ချင်းဆုံးရှုံးမှာမဟုတ်ဘူးဒါကကဲတင်ချင်းဆုံးရှုံးတဲ့ judgment မဟုတ်ဘူး hallelujah ကဲတင်ချင်းဆုံးရှုံးမဲ့တရားစီရင်ခြင်းမဟုတ်ဘူးမင်းအပြစ်ရှိတဲ့ငရဲသွားဆိုတဲ့တရားစီရင်ခြင်းမဟုတ်ဘူးဒါပေမဲ့ယုံကြည်သူပါစတာဖြစ်ပါစေเนาะ evangelist ဖြစ်ပါစေအသင်းတော်လူကြီးဖြစ်ပါစေယုံကြည်သူပဲဖြစ်ပါစေအရောက်တိုင်းယုံကြည်သူတိုင်းမှာကျမတို့ရဲ့ဖယားနာမနဲ့လှုပ်ဆောင်သမျှသည် record ရှိတယ် record ဖယားကအဲ့ဒီ record ကိုတနည်းကြရင် reveal လုပ်မယ်ချပြမှာဖြစ်တယ်လူတစ်ယောက်ကကျမကိုမေးတယ်ကလန်းဘက်မှာကျမတင်တန်းပြီးတော့ကျမရဲ့နောက်ဆုံးနေ့မှာမေးချင်တာမေးလို့ရတယ်ဒါပေမဲ့ကျမတော့ expert မဟုတ်ဘူးဖြေနိုင်တာဖြေမယ်မဖြေနိုင်ရင်ကျမမဖြေဘူးဖြေနိုင်တာရှင့်ဖြေမယ်လို့ပြောတဲ့အခါမှာလူငယ်လေးတစ်ယောက်ကကျမရဲ့တဲ့ကျွန်တော်တို့မကောင်းတာကောင်းတာလုပ်သမျှတနည်းကြရင်တရားစီရင်မှာနော်တဲ့ဗီဒီယိုပြတယ်လို့ပြမှာနော်တဲ့ကျွန်တော်တဲ့စိတ်တိတ်မကောင်းဘူးတဲ့ဒါဒီချမ်းပိုက်ပဲလေဒီချမ်းပိုက်ပဲလေတနေ့ကျရင်ချပြမှာနော်တဲ့လူတွေရှေ့မှာတဲ့ကျွန်တော်တိတ်မပျော်ဘူးတဲ့တားရေလို့ကျွန်မပြောတယ်သူ့ကိုဖယားတခင်ကလေဒီလောကမှာလို့လေအဆက်တကွဲအကျိုးနဲ့ဖြစ်အောင်တော့ကျမတို့ကိုပက်ပက်နဲ့ပြောမှာတော့မဟုတ်ဘူးဒါသိကြတယ်
ဖယားဟာဖယားပဲဟာလေလုယာကျမတို့ကတော့လူတစ်ယောက်ရဲ့အပြစ်ကိုတော့ဖော်ပြတဲ့အခါမှာနည်းနည်းလေးအရှက်ကွဲစေခြင်းတယ်ဒါကစစ်ဆေးတဲ့ကာလရောက်တဲ့အခါမှာသူကမီးနဲ့လို့ပြောတယ်ကြောက်ကောင်းကြောက်မြတ်လားရွှေလားငွေလားနော်တစ်သားလားကောက်ရိုးမီလားအဲ့ဒီလိုမီးနဲ့စစ်ဆေးမယ်လို့တော့ပြောတယ်ဒါကကျမတို့နားလည်နိုင်အောင်လို့ပြောတဲ့စကားလုံးဖြစ်တယ်အဲ့ဒီမှာကျမတို့လှုပ်တဲ့အလုပ်တွေကမီးကြီးလို့ဟုံတောက်မှာတော့မဟုတ်ဘူးကျမတို့နားလည်နိုင်အောင်မြင်ယောင်နိုင်အောင်ဖော်ပြတဲ့စကားလုံးဖြစ်တယ်မီးနဲ့စစ်တယ်ဆိုတဲ့အခါမှာ तू က the quality of your work ကျမတို့ရဲ့လှုပ်တဲ့အလုပ်ရဲ့ quality ကျမတို့ဖယားနာမနဲ့လှုပ်နေတဲ့အလုပ်ရဲ့ motive နော်ကျမပြောပြမယ် the secret act ကျမတို့ရဲ့လူတွေမသိဘဲနဲ့လူတွေရဲ့အရှိမမဟုတ်ဘဲနဲ့လူတွေရဲ့နောက်ွယ်မှာရှိတဲ့ကျမတို့ရဲ့စိတ်အတွင်း secret act ဒီမှာ secret character အတွင်းမှာပြီးရင်ကောင်းတဲ့အရာတော့အပြင်မှာတွေ့ရတယ် good deeds အပြင်မှာတွေ့ရတဲ့အရာရှိတယ် attitude ကြတော့အတွင်းပိုင်းเนาะကျမတို့ရဲ့စိတ်နေသဘောထား attitude motive ခါလေကြရင်ငါပါစတာဖြစ်ချင်တယ်ဘာကြောင့်လဲကြော်ကြားချင်လို့ငါပါစတာဖြစ်ချင်တယ်ဘာကြောင့်လဲအလုပ်မလုပ်ချင်ဘူးပါစတာတွေကအလွယ်တကူတရားဟောပြီးပတ်စံရနေတယ်စသဖြင့်ပေါ့ motive သူ့ရဲ့စိတ်ရင်းလေးပေါ့နော်သူ့ရဲ့ဘာအလုပ်လုပ်တယ်လဲအဲ့ဒီလုပ်တဲ့ဟာရဲ့အနောက်ွယ်မှာရှိတဲ့သူ့ရဲ့စိတ်ရင်း motive သူ့ရဲ့ unfaithfulness သူ့ရဲ့ lack of love ဖယားကိုချစ်တဲ့မေတ္တာကိုအခြေမခံမဲနဲ့သူလှုပ်နေတဲ့ဖယားနာမနဲ့လှုပ်တဲ့အရာတွေနော်ဒါကြောင့်မို့ဒါတွေအားလုံးကိုစစ်ဆေးမှဖြစ်တယ်စစ်ဆေးတဲ့အခါမှာမီးနဲ့စစ်ဆေးမယ်လို့ပြောတယ်မီးနဲ့စစ်ဆေးမယ်ဒါကကျမတို့နားလည်နိုင်အောင်လို့ပြောတာဖြစ်တယ်မီးနဲ့စစ်ဆေးတဲ့အခါမှာဒီအကြောင်းအရာတွေကိုကျမအသေးစိတ်တော့ပြောချင်တယ်ဒါပေမဲ့ဒီအကြောင်းအရာတွေအသေးစိတ်မပြောခင်ဖယားနာမနဲ့လှုပ်တဲ့အလုပ်တွေမပြောခင်မှာ Second Corinthian ဒါလည်းသူ့ရဲ့အပိုင်းတစ်ခုပေါ့နော်ကျွန်မဟောခြင်းတဲ့အပိုင်းတစ်ခု Second Corinthians chapter 5 verse 10 Corinto ဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်10နော်အဲ့ဒါလေးတစ်ချက်ဖတ်ရအောင်ကိုအကြောင်းမူကားငါတို့ရှိသမျှသည်ကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအတီးတီးခံခြင်းကခရစ်တော်ဤတရားပလင်ရှိ၌ပေါ်လာရကြမည်တဲ့ဒီမှာလည်းပြောတယ်ဒါကကြောင်းမူကားငါတို့ရှိသမျှသည်ကိုခန္ဓာ၌ကျင့်သောအကျင့်အသက်ရှင်စဉ်ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုနော်အကျိုးအပြစ်ကိုအတီးတီးခံခြင်းကခရစ်တော်ဤဘုရားသခင်တရားပလင်ရှိ၌ပေါ်လာရကြမည်တဲ့နော်ကျမတို့ reward ရတဲ့လူရှိမယ် reward နော်ကျမတို့ဆုလက်တရဖူအနေနဲ့ရတဲ့လူရှိမယ်နော်ဆုလက်တရဖူမဟုတ်ဘဲနဲ့နော်မကောင်းတဲ့အရာလုပ်မိရင်လဲကျမတို့ခုနလိုမီးနဲ့စစ်ဆေးတဲ့အခါမှာနော်ကျမတို့ရဲ့လှုပ်အကျင့်တွေအားလုံးလှုပ်ခဲ့တဲ့အရာတွေပေးကမ်းတာတွေလှုပ်ခဲ့တာတွေအားလုံးကတရားပလင်ရှိမှာပေါ်လာမှာတဲ့ဒါကကျမ်းစာကပြောတာဖြစ်တယ်တရားစီရင်မဲ့သူကခရစ်တော်ဖြစ်တယ်တရားစီရင်မဲ့အချိန်က after rapture ပြီးတဲ့အခါမှာဖြစ်တယ်ယေရှုကတရားစီရင်မှာဖြစ်တယ်ခုနကျွန်မပြောသလိုပဲနော်ငရဲသွားစေဘာဖြစ်စေညာဖြစ်စေမဟုတ်ပါဘူးဒါပေမဲ့ပေါ်ပြတဲ့ကာလနော်ကျမတို့တူးချင်းအတွက်ပေါ်ပြတဲ့ကာလရှိမှဖြစ်တယ်ဒါကြောင့်ကျမဒီကနေ့ဘာလို့ဒီတရားဟောချက်ကိုယူလာတယ်လဲဆိုတော့ reminding of you reminding of myself ကျမတို့ကိုလေတတိပေးရမယ်ငါတို့လုပ်နေတဲ့အလုပ်ကဘာ motive နဲ့လုပ်တယ်လဲဘာစိတ်နေသဘောထားနဲ့လုပ်တယ်လဲဘာကြောင့်မို့ငါဂီတာတီးနေတာလဲဘာကြောင့်မို့ငါ drum တီးနေတာလဲဘာကြောင့်မို့ငါဒီမှာသချင်းလာဆိုနေတာလဲဘာကြောင့်မို့ငါအတင်းတော်မှာပါစတာဖြစ်နေတာလဲဘာကြောင့်မို့ငါအတင်းထောက်လူကြီးလုပ်နေတာလဲဘာကြောင့်မို့ငါဘန်ဒါထိန်လုပ်နေတာလဲဘာကြောင့်မို့ငါလူတွေရှေ့မှာ
ဒီလိုပေးကမ်းတာတွေလုပ်နေတာလေကျမတို့လုပ်တဲ့အရာတွေရှိတယ်လုပ်တဲ့အရာတွေကအားလုံးလူတွေရှိမှကောင်းတယ်ဒါပေမဲ့ဖခင်ကစီရင်မဲ့အပိုင်းကအပြင်မှာမြင်ရတဲ့အပိုင်းလားအတွင်းပိုင်းကိုလားအတွင်းပိုင်း the quality of your work quality quantity ကိုမကြည့်ဘူးကြီးမားတဲ့အတင်းတော်မှာအလုပ်လုပ်သလားအော်လူဘယ်နှစ်ယောက်ကိုကျွေးနိုင်တယ်လဲကျွေးရင်လည်းဘာစိတ်နဲ့ကျွေးတယ်လဲကြော်ကြားခြင်းလို့ကျွေးသလားနာမည်ကြီးခြင်းလို့ကျွေးသလားပေးကမ်းရင်လည်းဝါကြွားဖို့ပေးကမ်းသလားစသဖြင့်ပေါ့နော်ဆိုတော့ဒီမှာလူတိုင်းကကျမတို့ရဲ့ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးပြစ်ကိုခံရမယ်တချို့က reward ရမယ်တချို့ကဖျားသခင်ရှိမှာ honor ဂုဏ်ပြုခြင်းရဒါပေမဲ့တချို့ကအရှက်ကွဲမယ်ကဲဒါဆိုရင်နောက်ကျမ်းပိုက်ကောလောသဲခန်းကြီး3 23ကောလောသဲခန်းကြီး3 23ကနေ25အဲ့ဒီမှာဘယ်လိုပြောလဲကျမတို့ကြည့်အောင်ဖတ်ရအောင်လူဤအမှုကိုသာဆောင်ရွက်တကယ်တော့မဟုတ်သခင်ဖျားဤအမှုတော်ကိုဆောင်ရွက်တကယ်တော့ပြုလေသမျှတို့၌စေတနာစိတ်နှင့်ပြုကြလော့တင်တို့သည်သခင်ခရစ်တော်ဤအစေကိုခံကြသည်ဖြစ်၍အမွေတော်တည်ဟုသောအကျိုးကိုထိုသခင်ဖျားဤလက်တော်မှခံရလိမ့်မည်ဟုသိမှတ်ကြလော့မတရားသောအမှုကိုပြုသောသူမည်သည်ကမိမိပြုသောအမှုဤအကျိုးအပြစ်ကိုခံရလိမ့်မည်အဘယ်သူဤမျက်နာကိုမှတ်တော်မမူဒါကဒီအပေါ်မှာကြည့်လို့ရှိရင်အချင်းမိန်းမတို့ဘုရားသခင်ဘုရား၌လျောက်ပတ်စွာလျောက်ပတ်တဲ့အတိုင်းကိုခင်ပွန်းရဲ့အုပ်စိုးခြင်းကိုဝန်ခံပါယောက်ျားတို့ကိုခင်ပွန်းကိုချစ်ပါဆိုတဲ့ဟာတွေရှိတယ်သားသမီးဝတ်တွေရှိတယ်မိဘဝတ်ရှိတယ်ပြီးလို့ရှိရင် तू ကအစေခံကျွန်တို့လို့ပြောတယ်20နှစ်မှာနော်အစေခံကျွန်တို့သခင်ဘုရားကိုကြောက်ရွံ့လျက်လူတို့ဤစိတ်ကိုနူးညွတ်စေတော်သူကဲ့သို့မျက်မှောက်၌သာနားထောင်သည်မဟုတ်စိတ်နှခွမရှိပဲလောကီသခင်ဤစကားကိုအရာရာ၌နားထောင်ကြလောလို့ပြောတယ်အခုဒီမှာကျမတို့မလေးရှားမှာ boss တွေရဲ့လက်အောက်မှာအလုပ်လုပ်ရပါတယ် boss အများကြီးရဲ့လက်အောက်မှာအလုပ်လုပ်တဲ့အခါမှာကျမတို့ကအခုဖခင်အမှုတော်ဆောင်လိုင်းကိုကျမခဏထားတယ်နော်ဒီလောကအလုပ်လုပ်တဲ့ line ကိုကျမပြောခြင်းနဲ့ကျမတို့ boss တွေရဲ့လက်အောက်မှာအလုပ်လုပ်တဲ့အခါမှာတဲ့စိတ်နှခွမရှိပဲတဲ့နော်စိတ်နှခွမရှိပဲလောကီသခင်ဤစကားကိုအရာရာမှာနားထောင်ပါတဲ့ဖခင်ကိုကြောက်ပါတဲ့ဟာလေလုယာကျမတို့ရဲ့ကျမပြောပြမယ်ခရိယန်တယောက်ဖြစ်တယ်ဆိုရင်ကျမတို့ကအမှုတော်မြတ်နဲ့ပေးကမ်းခြင်းတွေမပြောနဲ့အောင်ကျမတို့ဒီယုံကြည်သူမဟုတ်တဲ့လူတွေရဲ့လုပ်ငန်းထဲမှာကျမတို့ကိုယ်တိုင်အလုပ်သမားအနေနဲ့ကျွန်အနေနဲ့ servant အနေနဲ့အစီခံတဲ့အခါမှာကျမတို့ရဲ့လှုပ်ဆောင်မှုကဖျားကိုကြောက်ရွံ့တဲ့အနေနဲ့လှုပ်ဆောင်ရမှာဖြစ်တယ်ဒါကျမ်းစာကပြောတာဖြစ်တယ်ဟာလေလုယာကျမ်းစာကပြောတာဖြစ်တယ်ဖျားသခင်ကိုကြောက်ရွံ့ပြီးမှဖျားသခင်ကို20နှစ်မှာနော်ဖျားလူတို့ရဲ့စိတ်ကိုနူးညွတ်စေတော်သူကဲ့သို့မဟုတ်ပဲတဲ့ဖျားသခင်ကိုကြောက်ပြီးမှလူကိုဖားယုံသူ့ရှေ့မှာအကောင်းတဲ့အလုပ်ကိုလုပ်ပြပြီးမှကွဲ့ရမှာတော့သခင်ရှိတဲ့အချိန်မှာတော့အလုပ်ကောင်းကောင်းလုပ်တယ်သခင်ခရီးထွက်ရင်တော့သိမမှန်ကန်ကြတော့အဲ့လိုဟာလေးတွေဒါကဖြစ်တတ်လားမဖြစ်တတ်ဘူးလားဒီအချိန်နေရှိတတ်လားမရှိတတ်ဘူးလားရှိလွန်းဆွေလို့ကျွန်မပြောချင်တယ်တာဟန်စကားနော်ရှိလွန်းဆွေရွှေမဟုတ်ဘူးဆွေရှိလွန်းဆွေဖြစ်တယ်ဆိုတော့ဒါတာဟန်စကားဖြစ်တတ်တယ်ဒါကြောင့်မို့ဖခင်သခင်ကိုကြောက်ပြီးမှလူကိုပဲမဖားနဲ့တဲ့ဒါကြောင့်ဖခင်သခင်ကိုကြောက်တယ်ဆိုတာ boss ကတော့မရှိဘူးလေဆိုတော့ဖခင်ကတော့ရှိမနေဘူးလားစင်မြဲရှိနေတယ်ကြည်မနေဘူးလားကြည်နေတယ်တိမနေဘူးလားဖခင်ကတိနေတာပဲเนาะဒါကြောင့်မို့ကျမတို့က CCTV ကိုကြောက်ဖို့လည်းမဟုတ်ဘူး boss ကိုကြောက်ဖို့လည်းမဟုတ်ဘူး
ဘယ်သူကိုကြောက်ရမှာလဲဖယားကိုကြောက်ရဒါကြောင့်မို့ဒီမှာစိတ်နှခွမရှိပဲလောကီသခင်ဤစကားကိုအရာမှာနားထောင်ပါတဲ့ဒါဒီမှာအောက်မှာဗာပြောလဲလူဤအမှုကိုသာဆောင်ရွက်တကဲ့သို့မဟုတ်သခင်ဖယားဤအမှုတော်ကိုဆောင်ရွက်တကဲ့သို့ပြုလေသမျှတို့၌စေတနာစိတ်နဲ့ပြုပါစေတနာစိတ်နဲ့အဲ့ဒီစေတနာကကျွန်မပြောပြမယ်ဘော့စီကနေကိုယ့်ရဲ့စေတနာရဲ့တံပြန်ဂျေဇူးဘော့စီကနေလာခြင်းမလာမယ်ဘောနတ်လဲလာခြင်းမလာမယ်ဘော့စီရဲ့အတိအမှတ်ပြုခြင်းလဲရခြင်းမရမယ်ဒါပေမဲ့ကျမတို့ကကောင်းတဲ့ဘန္တာဆိုးကဲ့သို့ကိုယ့်ရဲ့လုပ်ငန်းတစ်ခုပေါ်မှာတစ္ဆာရှိစွာအကောင်းဆုံးလုပ်ဆောင်နေဆိုရင်မြင်တွေ့နေပြီး reward ပေးမဲ့သူက boss မဟုတ်ဘူးဘယ်သူလဲဖျားသခင်ဖြစ်တယ်သူစီကလည်းလာချင်မှလာမှာမလာတော့ဘူးအဲ့ဒီ reward ကလေသူစီကနေလာချင်မှလာမယ်ဒါကကျမတို့ကစိုက်ပျိုးတဲ့ကာလဖြစ်တယ်ခက်ခဲပေမဲ့စိုက်ပျိုးနေတဲ့ကာလဖြစ်တယ်ကျမတို့ပြောမယ်အခုယောသတ်တို့တိုင်းတစ်ပါးနိုင်ငံမှာသူများရဲ့ဂျွန်ကဲ့သို့အလုတ်လုတ်တဲ့အချိန်မှာဖခင်ကဘာလို့အသိချီးမြှောက်တယ်ဘာဖြစ်လို့နိုင်ငံတော်ရဲ့ဝင်ကြီးချုပ်နေရအောင်ရသွားလဲဘယင်ပြီးရင်ဒုတိယလူဆိုတာဝင်ကြီးချုပ်ပေါ့ဘာဖြစ်လို့ तू ဒီလိုရသွားတယ်လဲဆိုတော့ဖခင်ကိုကြောက်ပြီးမှတစ္ဆာရှိတယ်ကောင်းတဲ့အလုတ်မှန်သမျှ तू လုတ်တယ်တစ္ဆာရှိစွာဖြောင့်မတ်စွာမှန်ကန်စွာအတတ်နိုင်ဆုံးအကောင်းဆုံးညာအစွမ်းရှိသမျှသူ့ရဲ့လုံနိုင်တဲ့အကောင်းဆုံးကိုဒီမှာကျွံဟုတ်ပေမဲ့ငါကျွံပဲကြိုက်တယ်လို့နေမယ်မဟုတ်ပဲနဲ့ဖယားကိုကြောက်ပြီးမှသူအကောင်းဆုံးကိုလုပ်တယ်အကောင်းဆုံးကိုလုပ်တဲ့အတွက်သူချင်းမြောက်ချင်းခံရတဲ့အခါမှာဣတေလသူအဖေနဲ့ဣတေလလူမျိုးအယောက်80ကိုသူတို့ဂေါရှင်အရက်မှာခေါ်လာပြီးမှဒီအစာခေါင်းပါတဲ့ကာလတစ်လျှောက်လုံးမှာကျွေးမွေးထားတာဖြစ်တယ်ဖယားရဲ့ချီးမြှောက်ခြင်းလို့ကျမတို့ကပြောရင်တအားလိုချင်ကြတယ်ချီးမြှောက်ခြင်းဆိုတာလေအိတ်လိုက်စားလိုက်ကြိုက်တယ်လို့နေပြီးမှဘာမှလည်းမစိုက်ပြိုးပဲနဲ့အဖိုးအခလည်းမပေးပဲနဲ့ boss ပေါ်မှာလည်းသစ္စာမရှိပဲနဲ့လုပ်ငန်းမှာလည်းကပစ်ကချော်ကြိုက်တယ်လို့လုပ်တယ်ဟိုအချိန်လည်းမမှန်ဘူးဟိုကောင်းကောင်းလည်း serve မလုပ်ဘူးဒါပေမဲ့ချီးမြှောက်ခြင်းလိုချင်တယ်ဆိုရင်ဘုရားသခင်ကကျမတို့ထက်မအားဘူးလေဘုရားကမအားဘူးလေ boss ကတော့အားလို့ချီးမြှောက်ခြင်းချီးမြှောက်နေဦးမယ်တကယ်ဘုရားရဲ့ချီးမြှောက်ခြင်းကလေထိုက်တန်တဲ့လူပဲရတာဖြစ်တယ်ဟာလေလုယာဒီမှာပေးဆက်ရအောင်ဒီမှာပေးဆက်ရအောင်ကျမတို့သူတစ်ပါးရဲ့လက်အောက်မှာအလုတ်လုံနေတဲ့ကာလမှာပေးဆက်ရအောင်စေတနာစိတ်နဲ့လှုပ်ရှိရင်ဒီကနေ reward မရရင်လည်းနောက်တစ်ချိန်မှာ reward ရမှာဖြစ်တယ်ဒါကဖယားသခင်ရဲ့ဂတိတော်ဖြစ်တယ်ဒါကြောင့်မို့စေတနာစိတ်နဲ့ပြုပါတဲ့တင်တို့ဒီခရစ်တော်ဤအစေကိုခံကြသည်ဖြစ်၍အမွေတော်တီးဟုသောအကျိုးကိုထိုဖယားသခင်ရဲ့လက်တော်ကနေခံရလိမ့်မယ်တဲ့ဒါကြောင့်ကျမတို့ကလေယုံကြည်သူဖြစ်ပြီဆိုရင်လေသစ္စာရှိဖို့ဆုံးဖြတ်ရအောင်လုပ်ငန်းမှာသစ္စာရှိဖို့ဆုံးဖြတ်ရအောင်အကောင်းဆုံးပေးဆက်ဖို့ဆုံးဖြတ်ရအောင်ဒါအမှုတော်ဆောင်လိုက်မဟုတ်သေးဘူးကိုလှုပ်တဲ့အလုပ်မှန်တမျှမှာကျွန်မပြောပြမယ်ရန်ကုန်မှာလူတွေရဲ့စိတ်ကိုပြောပြတာနော်ရန်ကုန်မှာတထေးအိမ်တစ်ခုမှာလူနှစ်ယောက်သွားလဲတယ်သွားလဲတဲ့အခါမှာတယောက်ကတထေးမတယောက်ကဆင်းရဲသူသူတို့နှစ်ယောက်သွားလဲတော့အဲ့ဒီတထေးအိမ်ကလက်ဖေးဖြော်တယ်တဲ့လက်ဖေးဖြော်တဲ့အခါမှာတထေးလာလေတဲ့တထေးမတောက်ဖို့လက်ဖေးရရှဲအဲ့ဒီဆင်းရဲတဲ့သူတောက်ဖို့လက်ဖေးက very bad မကောင်းဒါနဲ့အယောင်ကတော့တူတယ်ပေါ့နော်တောက်လို့မကောင်းဒါပေမဲ့ဒီဆင်းရဲတဲ့အမျိုးသမီးကသူ့လက်ဖေးကကုံသွားပြီကုံသွားတော့ဒီတထေးအမျိုးသမီးကပေါ့နော်လာလေတဲ့ထဲက rich woman ပေါ့ तू ကသူ့လက်ဖေးက तू မတောက်နိုင်ဘူးဂျေစုပြု၍တောက်ပေးပါလားဆိုတော့အဲ့ဒီဆင်းရဲတဲ့ तू ကတောက်လိုက်တော့ तू တောက်တဲ့လက်ဖေးနဲ့ဒီအမျိုးသမီးရဲ့လက်ဖေးနဲ့မတူအရသာဘာဖြစ်တာလဲ
အင်မတန်ရှေကောင်းတာအဲ့ဒါနဲ့ तू ကအော်ဒီအိမ်ကိုလဲရင်မျက်နာနည်းနည်းပိုက်ဆံရှိတဲ့လူကိုကောင်းဧခံပြီးစင်ရဲတဲ့လူကိုမကောင်းတာဧခံတယ်ဒါမျိုးတွေကအသေးမွားမဟုတ်ဘူးလားမသေးမွားဘူးလားပြောပလောက်တဲ့စကားလားမဟုတ်ဘူးဒါပေမဲ့မပြောပလောက်ပေမဲ့ဒါတွေကဘာကိုပြတာလဲကိုယ့်ရဲ့ attitude ကိုမပြဘူးလားမယုံညံ့ဘူးလားယုံညံ့နေနော်ဒီလိုစိတ်ထားယုံကြည်သူမှရှိသင့်လားကျွန်မပြောမယ်ဘာလို့စနေအသင်းပေါ့နော်ကျွန်မစနေအသင်းတွေကိုပုတ်ခတ်ချင်လို့မဟုတ်ဘူးနော်စနေအသင်းတွေကဥပုပ်နေ့ဆိုရင်အကောင်ဘလောင်လည်းမတတ်ဘူးစိုက်ပြွေးလည်းမလုပ်ဘူးဘာမှအလုပ်မလုပ်ရဘူးဒါနဲ့စနေ member တယောက်ပေါ့နော်သူတောင်ရမှာကြီးကန်းနေသူတို့ရဲ့ကောက်ရိတ်တိမ်ဖို့အချိန်ပြီးတော့ဒါကြီးကန်းတွေကိုမြောက်တွေကို तू ကစောင့်ရှောက်ဖို့လာတဲ့အခါမှာဥပုပ်နေ့ဖြစ်တယ်ဥပုပ်နေ့ဖြစ်တော့ तू ကအပင်လေးတွေကိုအရွက်လေးတွေပဲချက်စားတယ်မနေ့ပိုင်းတော့အဲ့လိုချက်စားတယ်ညနေပိုင်းကျတော့ तू ကစိတ်ဆန်းအိုင်လေးရှိတယ်စိတ်ဆန်းအိုင်လေးရှိတဲ့အခါမှာစိတ်ဆန်းအိုင်မှာကနန်းကောင်ကြီးတွေထွက်တယ်ကနန်းမကြီးလည်းထွက်တယ်ကနန်းအလတ်တွေလည်းထွက်တယ်အသေးလေးတွေလည်းထွက်တယ်ဒါနဲ့ तू ကနန်းကောင်ကိုစားကျင်တဲ့အခါကျတော့ तू ကရင်နွေးပူပူကိုအိုးကြီးနဲ့စူပုတ်နေအောင် तू ကတည်လိုက်တယ်တည်ပြီးမှကနန်းကောင်တွေကိုချင်းတောင်းလေးနဲ့ဖမ်းလာပြီးမှစူပုတ်နေတဲ့ရေသူတည်ထားတဲ့အိုးပေါ့နော်အိုးရဲ့အပေါ်မှာဒုတ်ချောင်းတစ်ခုထားတယ်ကနန်းကောင်ကိုဖြတ်ခိုင်းတယ်သူမတတ်ဘူးပေါ့နော်ဖြတ်ခိုင်းတဲ့အခါမှာအသေးလေးတွေကချစ်ချင်းပြုတ်ကြတယ်အလတ်တွေလည်းပြုတ်ကြတယ်အကြီးတွေကမပြုတ်ကြဘူးအေးပြန်ဖြတ်ဟိုဘက်ဖြတ်ခိုင်းတယ်ဒီဘက်ပြန်ဖြတ်ခိုင်းတယ်9 ခါလောက်ဖြတ်ခိုင်းတော့ဒီဟာလည်းခေါင်းကမူးနေပြီလေဆိုတော့ရေထဲကိုပြုတ်ကြတော့သေတာပေါ့သေတော့ပြုတ်စားတာပေါ့ဆိုတော့ငါမတတ်ဘူးပေါ့ငါမတတ်ဘူးသူတို့ဖာသာသူတို့ပြုတ်ကြတာဒါက motive လေကျမတို့ရဲ့ secret act ကျမတို့ရဲ့ဒါလောက်ကိုတော့ဖျားကမမြင်မဲရှိမလားဖျားဒီလောက်ကတော့လေရည်ကျင်စရာတော့ကောင်းတယ်ဖျားကိုအဲ့လိုလဲလိမ်လို့မရဒါကြောင့်ထုမန်ဒင်းဟီယံဟာလေလုယာတေးငယ်တဲ့အမှုမှာတော့မလေကျမတို့ sincere ဖြစ်ရအောင် sincere နော်တကယ်ရိုးသားတဲ့စိတ်နဲ့အလုတ်လုပ်ရအောင်ဒီလိုဂျလက်ဖြစ်တဲ့အလုပ်တွေဒီလိုဟာလေးတွေနဲ့ကျမတို့ဖျားကိုမလဲ့စားနိုင်ဘူးဒါကြောင့်မို့ကျမတို့ရဲ့လှုပ်တဲ့အလုတ်မှန်သမျှမှာလေအကောင်ဆုံးလှုပ်ရသူ့ယောက်ျားရဲ့အမျိုးတွေလာရင်ဟင်းကောင်းကောင်းချက်မကျွသူ့အမျိုးတွေလာရင်ဟင်းကောင်းကောင်းချက်ကျွတယ်ဒါတွေကကျမကအသေးမွားလို့ဟုတ်ပေမဲ့မလုပ်ပါနဲ့ကျမကမခွဲခြားခြင်းစင်ရဲလည်းမခွဲဘူးချမ်းသာလည်းမခွဲဘူးသူ့ဖက်ကိုဖက်လည်းမခွဲဘူးအမှန်ကန်ဆုံးဖြစ်အောင်ကြိုးစားတယ်ဘာလို့လဲဒီကျမ်းပိုက်တွေကိုတီးလို့ဟာလေလုယာတနေ့ကျရင်ကျမတို့လှုပ်ဆောင်သမျှက judgment ရှိတယ်လှုပ်ဆောင်သမျှတော့အသေးအမွားကစကျမတို့ကိုယ့်ရဲ့ motive ကို judgment လုပ်မှာဖြစ်တယ်ကဲဒါဆိုရင်ပရမကျမ်းပိုက်ကိုပြန်သွားမယ်ကောရိန္သုပရမဆဆောင်ခန်းကြီး3 rush လုပ်မယ်နော်ကဲအခန်းကြီး3မှာကဲပြန်ဖတ်ရအောင်30ခန်းကြီး3အငယ်30နဲ့17ကိုဖတ်ရအောင်ဖျားသခင်ဤကျေးဇူးတော်ကိုငါခံရသည်နှင့်အညီလိမ္မာသောပိတုကာကဲ့သို့တိုက်မြစ်ကိုချပြီးအခြားသောသူသည်ထပ်ဆင့်၍တိဆောက်လေ၏တို့ရာတွင်အဘယ်သို့ထပ်ဆင့်၍တိဆောက်သည်ကိုလူတိုင်းတတိပြုပါစေအကြောင်းမူကားယေရှုခရစ်တည်းဟူသောခြားလျက်ရှိသောတိုက်မြစ်မှတပါခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်ရှင်ပေါလုကပြောတယ်နော်ကျမတို့အသင်းတော်မှာကျမတို့အသင်းတော်အတွက်အလုတ်တဲ့အခါမှာကျမတို့
အတင်းတော်အကြောင်းကိုနည်း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 ချက်ကားပြီးပြောခြင်းနဲ့ပေါလုကဘာပြောလဲဆိုတော့ဂျေဇုတော်ကိုသူခံရတဲ့အတိုင်းနဲ့လိမ္မာတော်ပိတုကဆိုတာ expert architect နော် expert architect လို့နော်ကျွမ်းကျင်တဲ့ပိတုကပညာရှင်လို့တဲ့ကျွန်တော်ကတိုက်မြစ်ကိုချတယ်တဲ့ foundation ကိုချတယ်အဲ့ဒီ foundation ကဘာ foundation လဲဆိုတော့ခရစ်တော်တည်ဟူသော foundation ကိုသူချတယ် hallelujah ယေရှုခရစ်ရဲ့ကယ်တင်ခြင်းမဟာကယ်တင်ခြင်းယေရှုရဲ့အသွေးတော်လက်ဝါးကားတိုင်းတကိုးတော်ဒါကခရစ်ယာန်အားလုံးရဲ့ foundation ဖြစ်တယ်ဒီ foundation ကခိုင်ခံ့ဖို့အရေးကြီးတယ်အဲ့ဒီ foundation ကိုတဲ့expert architect လို့တဲ့ကျွန်တော်ကားတဲ့ဒီတိုက်မြစ်ဒီ foundation ကိုချတယ်တဲ့အခြားသောသူကလည်းထပ်ဆင့်ပြီးဒီအပေါ်မှာတည်ဆောက်တယ်ဆိုတာအခုခေတ်မှာကျမတို့ကထပ်ဆင့်ပြီးသူတို့က first century မှာယေရှုနဲ့တွေ့ပြီးမှယေရှုခရစ်အားဖြင့်ပြောင်းလဲပြီးမှအဦးဆုံးဧဝံဂေလိဟောတဲ့ဆရာတွေဖြစ်တယ် apostle တွေဖြစ်တယ်သူတို့ကကောင်းတဲ့ foundation တွေချခဲ့ပြီးပြီဖြစ်တယ်ကျမတို့ကအခုခေတ်မှာထပ်ဆင့်ပြီးတည်ဆောက်တဲ့လူဖြစ်တယ် hallelujah ထပ်ဆင့်ပြီးတည်ဆောက်တယ်ဒီကနေ့ထိခရစ်တော်ပြန်ကြွလာတဲ့အထိအဲ့ဒီ foundation ပေါ်မှာကျမတို့ကထပ်ဆင့်ပြီးတည်ဆောက်တယ်တို့ရတွင်အဘယ်တို့တည်ဆောက်ဒီကိုတဲ့လူတိုင်းတတိပြုပါစေတဲ့နော်ဘယ်လိုဆောက်တယ်လဲဆိုတာအဲ့ဒီထပ်ဆင့်ပြီးဆောက်တဲ့အခါမှာလူတိုင်းတတိပြုပါစေတဲ့အကြောင်းမူကားယေရှုခရစ်တည်ဟူသောချလျက်ရှိသောတိုက်မြစ်မှတပါအခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်နော်တိုက်မြစ်ဆိုတာလေဟိုခိုင်ခန့်ဖို့အခြေခံအုတ်မြစ်ဖြစ်တယ်ကျွန်မပြောပြမယ်ဟို Trinity Unity Jehovah Witness ဒါတွေနဲ့ကျွန်မတို့ဘာမှဝိုင်းเสียမရှိဘူးဘာမှအလုပ်ရှုပ်เสียမရှိဘူးယေရှုခရစ်ကဘာပြောလဲလက်ဝါးကားတိုင်းမှာသူအသွေးသွန်းတယ်သူ့ရဲ့အသွေးနဲ့ကျွန်မတို့ရဲ့အပြစ်အလုံးကိုဆေးကြောတယ်လို့ပြောတယ်ဒါကြောင့်မို့သားလျင်ကျွန်မတို့အပြစ်လွတ်ခြင်းရတယ်ဒါကြောင့် Jehovah Witness တွေလာရင်လေဟုတ်ကဲ့ကျွန်မမလုပ်နိုင်ဘူးဘာလို့လဲအိုးမကောင်းတဲ့ဟိုအမျိုးသောဩဝါဒတွေရေလိုက်ငါးလိုက်နားထောင်เสียလည်းမလိုဘူးဟိုအားပေးเสียလည်းမလိုပေါလုကပြောတယ်ဒီတိုက်မြစ်ကဒီတိုက်မြစ်ပဲဖြစ်ရမယ်ဒီတိုက်မြစ်ပေါ်မှာအခြားတိုက်မြစ်တည်လို့ရလားမရဘူးဒီ foundation ကဒီ foundation ပဲဖြစ်မယ်ဆိုတော့မဿဲ16:18မှာနော်မဿဲ16:18မှာဘာပြောလဲကျမတို့နည်းငယ်ဖတ်ကြည့်အောင်နော်မဿဲ16:18မှာငါဆိုဒီကားတင်သည်ပေတရုဖြစ်၏ဤကြောက်ပေါ်မှာငါအသင်းကိုငါတိဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံဤတကားတို့သည်မနိုင်ရထိုကြောက်ဆိုတာဘာကြောက်လဲခရစ်တော်တည်ဟူသောကြောက်အသင်းတော်ဆိုတာဘယ်သူပြောတာလဲယုံကြည်သူအားလုံးကျမတို့ယုံကြည်သူအားလုံးကခရစ်တော်တည်ဟူသောကြောက်ပေါ်မှာကျမတို့ယုံကြည်ခြင်းအရင်းမြစ်ကခရစ်တော်တည်ဟူသောကြောက်ပေါ်မှာတည်ဆောက်ရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီ foundation ကိုလဲလို့မရဘယ်သူကပဲထပ်ဆင့်ကြောက်မြစ်ပေါ်လူကတော့ foundation ချခဲ့တယ်လို့ပြောတယ်နော်အဲ့ဒီအပေါ်မှာယခုခေတ် pastor တွေယခုခေတ် evangelist တွေကနော်ကျမတို့ယုံကြည်သူတွေကထပ်ဆင့်ပြီးဒီယုံကြည်ခြင်းကိုခိုင်ခန့်အောင်ကျမတို့ကထပ်ဆင့်ပြီးတည်ဆောက်တဲ့အခါမှာအခြား foundation ချလို့မရဒီ foundation ကလဲလို့မရဒီ foundation ကဒီ foundation ပဲဖြစ်ရမယ်ဒါကိုကျမတို့နံပါတ်1သိရမယ်ပြီးလို့ရှိရင်ဒီ foundation ပေါ်မှာ तू ကတိုက်မြစ်ချပြီးပြီဆိုတော့အဲ့ဒီတိုက်ပေါ်မှာစနစ်73ကျမတို့ပြန်ဖတ်ရအောင်ထိုတိုက်မြစ်အပေါ်၌ရွှေငွေကြောက်ကောင်းတစ်သားမြက်ပင်ကောက်ရိုးများကိုထပ်ဆင့်၍တိဆောက်တော်သူရှိသမျှအတီးလှုပ်သောအလုတ်သည်ထင်ရှားလိမ့်မည်ကဲအဲ့ဒီထိပဲဖတ်ရအောင်ဆိုတော့ဒီရွှေငွေကြောက်ကောင်းတ
တစ်သားမြက်ပင်ကောက်ရိုးအကြောင်းမပြောခင်ဒီဟိုကြောက်ကောင်းကြောက်မြတ်တွေဟာဘာလဲဆိုတာကိုကျွန်မသိအောင်ကျွန်မပြောပြမယ်ပီတာကိုရှင်ယောဟန်ခရစ်ဝင်73မှာယေရှုကဘာပြောလဲပီတာမင်းငါကိုချစ်သလားလို့မေးတယ်၃ချိန်တိုင်မေးတယ်နော်မေးတဲ့အခါမှာပီတာကဘာပြောလဲဝမ်းနေလာတယ်ကိုရောကျွန်တော်ကိုရောကိုချစ်မှန်းကိုရောသိပါတယ်ဘာဖြစ်လို့အချိန်မေးရတယ်လဲလို့ပြောတယ်ဆိုတော့ကျမတို့ကကြောက်ကောင်းကြောက်မြတ်ဟုတ်သလားမဟုတ်ဘူးလားဘယ်လိုစစ်ဆေးနိုင်သလဲဆိုတော့ကျမတို့အထဲမှာချစ်ချင်းမေတ္တာမရှိရင်ကြောက်ကောင်းကြောက်မြတ်မဖြစ်နိုင်ဖယားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏တဲ့ဟာလေလုယာဖယားသခင်ကျမတို့ကဖယားသခင်ချစ်ချင်းမေတ္တာဖြစ်တဲ့ဖယားသခင်ရဲ့မေတ္တာကနေစီးထွက်လာတဲ့ကြောက်ကောင်းကြောက်မြတ်တွေနဲ့အသင်းတော်ကိုတည်ဆောက်မှာဖြစ်တယ်နံပါတ်1ယုံကြည်သူအရောက်တိုင်းအမှုတော်ဆောင်အရောက်တိုင်းယုံကြည်သူလို့ကြွေးကြော်တဲ့သူအရောက်တိုင်းဒီချစ်ချင်းမေတ္တာရှိကိုရှိရချစ်ချင်းမေတ္တာမရှိဘဲနဲ့မရဘူးဘာလို့လဲဆိုတော့ 1 John 4ကိုနည်းနည်းဖတ်ရအောင်1 John 4မှာ4စက္ကွန်မှာနော်1 John 4စက္ကွန်မှာဘယ်လိုပြောလဲဆိုတော့16ကနေဖတ်ရအောင်ဖယားသခင်သည်ငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကိုငါတို့သည်သိ၍ယုံကြည်ကြ၏ဖယားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ချစ်ခြင်းမေတ္တာ၌တည်တော်သူသည်ဖယားသခင်၌တည်၏ဖယားသခင်သည်လည်းထိုသူ၌တည်တော်မူ၏ထို့သောငါတို့သည်ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောအားဖြင့်တရားဆုံးဖြတ်တော်မူသောနေ့၌ရဲရင်ရသောအခွင့်ရှိကြလိမ့်မည်အကြောင်းမူကားငါတို့သည်ကိုရောဤနီးတူဤလောက၌ဖြစ်ကြ၏ကိုရောဤနီးတူဆိုတာလေငါတို့ကဖျားကိုစားအသက်ရှင်နေတာဟာလေလုယာကိုရောဤနီးတူလို့မြန်မာလိုပြန်တယ်အင်္ဂလိပ်ကျမ်းစာမှာကြည့် we are like God we are God representative ဖျားကိုစားအသက်ရှင်တာဒါကြောင့်ဖျားရဲ့ချစ်ချင်းမြတ်တာကျမတို့အထဲကနေမစီးထွက်ဘဲနဲ့ဘလို့မှကြောက်ကောင်းကြောက်မြတ်လို့ခေါ်လို့ရမှာမို့ကျမတို့ရဲ့ ministry ကဘလောက်ကြီးပဲခမ်းနားလွန်းတဲ့ building ကြီးဖြစ်နေပါစေ building ကြီးလည်းကောင်းတယ်လူတွေလည်းများတယ်ဒါပေမဲ့အမှုတော်ဆောင်တဲ့ယုံကြည်သူတွေမှာချစ်ချင်းမေတ္တာမရှိဘူးကြောက်ကောင်းကြောက်မြတ်မဖြစ်နိုင်ဘူးနားလည်နိုင်ဖို့ရန်ဖျားရှင်ကောင်းကြီးပေးပါစေခုခေတ်မှာလူတွေကအပြိုင်အဆိုင်ဖြစ်တဲ့ခေတ်ဖြစ်တယ်။အိုးတိုက်တွေတာတွေနဲ့အကောင်းဆုံးmarble ကြောက်တွေနဲ့စောက်တဲ့ကြောက်စိမ့်တွေနဲ့စောက်တဲ့ဖျားเจ้าတွေကချင်ပြည်မှာဆိုအများကြီး။အော်ရန်ကုန်တွေမှာလည်းအပြိုင်ဆိုင်နယ်တွေမှာလည်းအပြိုင်ဆိုင်ဖျားသခင်ကဒီဖျားเจ้าအပြင်ပန်းလှတာနဲ့လူများတာကိုကြည်တာမဟုတ်ဘူးဒီပါစတာကဘာဒီဂရီရတယ်လေဒေါက်တာဘွဲ့ရသလားဒါတွေစိတ်ဝင်စားတာမဟုတ်ဘူးကျမတို့ကလေတလွဲစပင်ကောင်းတတ်တယ်အခုတလွဲစပင်ကောင်းဖြစ်နေတယ်ခုခေတ်မှာလေဟိတ်ဟန်ပဲထုတ်ကြတယ်ဟိတ်ဟန်အပေါ်ယံဖျားเจ้าနေဘလောက်ကောင်းလဲဒါတွေပဲဝါကြွားနေကြတယ်အိုးငါတို့မှာ member ဘလောက်ရှိတယ်ကောင်းတယ် member ရှိတာကဘာလို့ကောင်းလဲဆိုတော့ကိုယ့်အားဖြင့်ပြောင်းလဲတဲ့သူတွေလာတဲ့အခါမှာကောင်းပါတယ်နော်ဒါပေမဲ့လူမွေးဖွားလို့ကြီးထွားလာတယ်ပြောင်းလာလို့ကြီးထွားလာတယ်မဟုတ်ဘဲနဲ့ကိုကဧဝံဂေလိတူးချင်းကိုဟောလို့ပြောင်းလဲလာတဲ့အသင်းတော်မျိုးကတကယ်ဂုဏ်ယူထိုက်ပါတယ်ဒါပေမဲ့ကျွန်မပြောချင်တာကဒီအသင်းတော်မှာလှုပ်တဲ့ပါစတာဖြစ်ဖြစ်ယုံကြည်သူတွေမှာပဲဖြစ်ဖြစ်အသင်းတော်လူကြီးဆရာမတွေအားလုံးမှာပဲဖြစ်ဖြစ်အသင်းတော်တစ်ခုလုံးမှာချစ်ချင်းမေတ္တာမရှိရင်ကျမတို့ရဲ့တက်လုံးလုံးတဲ့အလုပ်ဒီလူကသူ့ရဲ့အသက်20ကနေအသက်90ရောက်တဲ့အထိသူ့ရဲ့အသက်ရှင်စဉ်ကာလနဲ့50လောက်ဖျားမှုတော်ဆောင်နေဖျားရှိရောက်တဲ့အခါကောက်ယုံမီတက်လုံးသူလုပ်တဲ့အလုပ်ကဝုံဆိုပြီးတောက်
လောက်ပြီးမှငြိမ်းသွားတယ်ဆိုရင်သူကအရှက်ကွဲတဲ့သူပဲအရှက်ကွဲတဲ့သူပဲတကယ်အရှက်ကွဲတာဒါကြောင့်မို့ငါလုပ်တဲ့အလုပ်အရှက်ကွဲမဲ့အလုပ်လားစမ်းစစ်ရအောင်ဟာလေလုယာငါလုပ်တဲ့အလုပ်ကကောက်ရိုးမီလားထင်းဆိုရင်လေခဏလေးပဲတောက်မှာကြောက်ကောင်းကြောက်မြတ်ဆိုရင်တော့ diamond နော် ruby တို့ဘာလို့ဆိုရင်မလောင်နိုင်ဘူးရွှေဆိုရင်တော့အနေငယ်လောင်မယ်အရေပျော်မယ်ရွှေစစ်ပေါ်လာမယ်ဆိုတော့ ruby တို့နော်ဒီ diamond တို့ဖြစ်ရလားကြောက်ကောင်းကြောက်မြတ်ဖြစ်ရလားဆိုတာဘာနဲ့တိုင်းတာမလဲဆိုတော့ချစ်ချင်းမြတ်တာနဲ့တိုင်းတာဒုတိယဘာနဲ့တိုင်းတာမလဲဆိုတော့ John the Baptist ကဘာပြောလဲရှင်ယောဟန်ခရစ်ဝင်အခန်းကြီး 3 မှာယေရှုခရစ်သည်ငါသည်စုပ်ယုတ်ခြင်းရှိရလိမ့်မည်ယေရှုခရစ်သည်တာ၍ကြီးပွားလိမ့်မည်ကျမတို့ကယေရှုကစုပ်ယုတ်ပြီးမှဘယ်သူကကြီးပွားနေလဲကျမတို့ကိုယ်တိုင်ကကြီးပွားနေ We need to direct people we need to direct people to Jesus to see Jesus direction ကိုပြရမှာကျမတို့က direction ယေရှုကိုမပြဘဲငါ့ကိုကြည့်ငါတော်တယ်မလားငါတတ်တယ်မလားအဲ့လိုဟာမျိုးကနည်းနည်းဖြစ်ချင်နည်းနည်းလားများများလားကျမမသိဘူးဒီနေရာလောက်မှာတော့ကျမမသိဘူးနေရာတိုင်းကိုစဉ်းစားကြည့်ရင်တော့တော်တော်များများကအသင်းတော်တွေက corruption တွေများတယ် corruption တွေများတယ်နော်ပျက်စီးယိုယွင်းနေပြီဆိုတော့ John the Baptist ကငါကနေ့ရက်စဉ်တိုင်းစုပ်ယုတ်ရမယ်ယေရှုသာလျှင်တိုးပွားရမယ်အခု John the Baptist ရဲ့အလုပ်ကနှစ်ပေါင်းအကြာကြီးလုပ်တဲ့အလုပ်လည်းမဟုတ်ဘူးသူဒီလောက်သစ္စာရှိတယ်ဘာမဟုတ်တဲ့ကိစ္စနဲ့လေပင်ဖြတ်ခံရတယ်တနည်းကြရင်မီးနဲ့စစ်တဲ့အခါမှာကြောက်ကောင်းကြောက်မြတ်ဖြစ်နေမယ်ဟာလေလုယာကျမတို့နှစ်90လောက်အမှုတော်ဆောင်နေကြောက်ကောင်းကြောက်မြတ်မဖြစ်နိုင်ကောက်ယုံမီလို့ဖြစ်ကောင်းဖြစ်နိုင်စမ်းစစ်ရအောင်ကျမတို့ရဲ့ motive ကိုစမ်းစစ်ရအောင်ကျမတို့ရဲ့စိတ်နေသဘောထားစိတ်ရင်းကိုစမ်းစစ်ရအောင်ငါဘာဖြစ်လို့အမှုတော်ဆောင်ရတယ်လဲဘာဖြစ်လို့ငါအတင်းတော်မှာ WM မှာပါဝင်ရတယ်လဲအေးနာမည်ရခြင်းလို့တော်ကြောင့်တက်ကြောင့်ပြခြင်းလို့ဘာဝါရခြင်းလို့တင်းတော်ဥက္ကဋ္ဌလုပ်ခြင်းနဲ့အုပ်ချုပ်ခြင်းလို့ပါစတာတွေကိုသူ့ချစ်ဖွာအောက်မှာထားခြင်းလို့ပါစတာတွေမနေ့ဘယ်နိုင်ဘုရားကျောင်းမရောက်ဘူး visit မသွားဘူးဒါမျိုးအတွက်နဲ့ပဲတင်းတော်ဥက္ကဋ္ဌလုပ်ခြင်းတယ်သူ့ရဲ့စိတ်ရင်းကပါလဲ boss ခရစ်တော်တော်မရှိတော့သူ့ရဲ့အထက်မှာလေခရစ်တော်တော်မရှိတော့သူကခရစ်တော်ထက်တောင်ပိုကြီးသေးတယ်အမှုတော်ဆောင်တွေကို judge လုပ်တယ်ဆိုကြတဲ့ကပါလေသူ့ရဲ့တပည့်လိုခိုင်းစေတယ်ဆိုကြတဲ့ဒီအတင်းတော်လူကြီးဥက္ကဋ္ဌကသူလုပ်တဲ့အလုပ်တနေ့ကျရင်ကောက်ရိုးမီဖြစ်နိုင်တယ်ပြောလို့မရဘူးဒါကြောင့်ကျမကလူတစ်စုံတစ်ယောက်ကိုရိုက်ခတ်ပြီးပုတ်ခတ်ပြီးပြောနေတာမဟုတ်ဘူးကျမတို့အရောက်တိုင်းစမ်းစစ်ရမယ်စမ်းစစ်ရမယ်ငါလုပ်တဲ့အလုပ်ကချစ်ချင်းမြတ်တာကိုအခြေခံသလားငါနာမည်ကြော်ကြားဖို့လုပ်နေသလားငါအတွက်ငါဘုံအတွက်လုပ်နေသလားငါနာမည်ထွက်ဖို့လုပ်နေသလားဒါစမ်းစစ်ရမယ်ကျမပြောပြမယ်ရန်ကုန်မှာရှိတဲ့အသင်းတော်တစ်ပါးကလေစပွန်ဆာတအားရသူကစာရေးတတ်တယ်မိတ်လည်းကောင်းတယ်စပွန်ဆာတအားရတော့လေအစတော့သူလည်းကုတ်ချစ်လေးနဲ့စုတောင်းအားတန်တယ်အဲ့ဒီပါစတာကနောက်တော့စပွန်ဆာတွေတအားရတော့လေအတကုံရတော့သူ့ရဲ့အတင်းသားတွေကိုထောက်ပံ့ကြေးတွေပေးတယ်သူ့ရွာမှာဒေါ်လာတွေသွားဝေတယ်သူ့ရွာမှာဒေါ်လာတအိမ်မှာဒေါ်လာ300ဟိုလေဗမာငွေနဲ့မဟုတ်ဘူးနော်ဒေါ်လာရွက်ကိုကသွားဝေတာသူအတင်းတော်မှာဝိညာဉ်ရေးရခန်းချတယ်ဇက်စီအေလို့မဟုတ်ဘူးနော် Praise the Lord ဇက်စီအေလို့မဟုတ်ဘူးကျမတို့တော့ဝိညာဉ်အစာဇက်စီအေမှာလာစားရတယ်ကျမနဲ့ကျမသမီး
ပြီးခဲ့တဲ့စနေကဒီဆရာရဲ့ဘိတ်သိက်ကိုလိုချင်လို့ကျမသမီးကိုဘိတ်သိက်ပေးပါလို့လာရတယ်ကျမတို့ဒီအသင်းတော်ကိုအားကိုးတယ်ဘာလို့လဲဝိညာဉ်ရေးရာကောင်းတဲ့အသင်းတော်ဖြစ်တယ်ဒါကဘာကြောင့်လဲသူတို့ရဲ့စက္ကပ်မှုဖြစ်တယ်လူတိုင်းကဒီလိုစက္ကပ်ရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအသင်းတော်ကျမပြောတဲ့အသင်းတော်ကဝိညာဉ်ရေးရာခန့်ချောက်ပြီးမှလေငွေရေးကြေးရဖောင်ပွားနေအဲ့ဒီအခါမှာလေသူတို့အသင်းတော်ကိုဘုရားသခင်ကဘယ်လိုမြင်မလဲဆိုတော့အင်မတန်စင်ရဲတယ်လို့မြင်မှာအင်မတန်စင်ရဲတယ်ဗျာဒိတ်ကျမ်းအခန်းကြီး3မှာလော်ဒိကိအသင်းတော်လို့ဖြစ်မယ်။အိုးအဝိအချီစီရှိတယ်။တင်ဒီငါရတတ်ဤလို့ဆိုပေမဲ့တင်ဒီအင်မတန်ဆင်းရဲတယ်။ဘယ်မှာဆင်းရဲတာလဲ။ဝိညာဉ်ရေးရာဆင်းရဲတာ။ဆိုတော့အဲ့ဒီအသင်းတော်မှာရှိတဲ့အသင်းတော်လူအသင်းတော်မှာရှိတဲ့ပါစတာရဲ့အလုပ်ကိုတနေ့ကျရင်စစ်ဆေးတဲ့အခါကြောက်ကောင်းကြောက်မြတ်ဖြစ်နိုင်ပါမလားလို့ကျမကစဉ်းစားတဲ့အခါမှာကျမဖျားမဟုတ်တဲ့အတွက်မစီရင်ပါဘူး။ဒါပေမဲ့ကျမစိုးရိမ်တယ်စိုးရိမ်နေကျမတို့နေမှာရှိတဲ့ဆရာကျော်တန်းဆိုတာရှိတယ်သူကငွန်ရွာလေးကနေmission crusade တခုမှာဆရာကြီးလှမြင့်ကစာအုပ်တအုပ်အဲ့ဒီ mission တယောက်ရဲ့စာအုပ်ကိုသူကတင်နန်းပေးတာအဲ့ဒီ mission ရဲ့အကြောင်းကိုပြောပြီးတင်တန်းပေးတဲ့အခါမှာအဲ့ဒီဆရာကျော်တန်းဆိုတဲ့သူကသူ့နာမည်ကဦးခွန်းထူနော်ဒါပေမဲ့သူကကန်ရွာမှာသာသနာတွားပြုတဲ့အခါမှာသူ့နာမည်ကျော်တန်းအဲ့ဒီလူကလေနှစ်ပေါင်း40လောက်သူအဲ့ဒီကန်ရွာလေးမှာတွားပြီးသာသနာပြုတယ်သူဗမာစကားတက်လားတက်စကားကိုဖြောင်းအောင်ပြောနိုင်လားပြောနိုင်ဒါပေမဲ့သစ္စာရှိသလားသစ္စာရှိတယ်ဟာလေလုယာသေတဲ့အထိသစ္စာရှိတယ်သူအနှဲငယ်သောယုံကြည်သူတွေကိုရတယ်ဒါပေမဲ့သူသေတဲ့အခါမှာသူသမီးအကြီးကဆက်လက်ပြီးမှဒီမှာရှိတဲ့ရွာမှာရှိတဲ့ကံရွာလေးမှာရှိတဲ့လူတွေကိုပြုစုတယ်ကျမတို့ကအဲ့ဒီရွာမှာဤဝင်ဂေလိဟောဖို့တောင်ဖီလာအေဂျီကနေတွားကြတယ်စင်ကာပူကနေတယောက်ကစပွန်ဆာပေးမယ်ကန်ရွာမှာဆရာကျော်တန်းတို့စီမှာတွားပြီးမှအေးဝင်ဂေလိတပတ်တွားပါဆိုတော့တွားကြတယ်တွားတဲ့အခါမှာမိုးရာသီကန်ရွာဆိုတာမြစ်တာမြစ်စီးတဲ့ဘေးနားမှာဆိုတော့တောက်ရတဲ့ရေကရွှင့်ရေကြိုပြီးအဖန်6ထည့်ပြီးမနီလာဘူးဘာအယောင်လဲရွှင့်အယောင်နေတိုင်းအဲ့ဒီရေကိုတောက်ရတယ်တနေ့ကျမအမျိုးသားကဆရာလာမြင်မှာငါတို့9ရက်နေနိုင်မလားတဲ့ကျမကိုတိတ်လေးမေးတယ်ရေကလုံးဝမကောင်းဘူးတဲ့သူတို့အိမ်သားအကြောင်းပြောမယ်ဆိုတော့ဒီထဲမှာပြောလို့မကောင်းသူတို့ရဲ့အိမ်သားကကျမတို့လည်း share တော့မနေရပါဘူးဒါပေမဲ့ကျမကစိတ်ပြည့်တယ်မနေ့တိုင်းငါတို့9ရက်နေနိုင်ပါမလားသူ့ကိုတိတ်လေးပြောတယ်ဒါနဲ့ညရောက်တဲ့အခါကျတော့ဟေးငါတို့လင်မယားအဲ့ဒီတော့ကဆရာကျော်တန်းတို့က9နှစ်ရှိပြီအဲ့ဒီမှာငါတို့လင်မယား9ရက်ဧဝံဂေလိလာဟောတာလေဆရာကျော်တန်းမိသားစု9နှစ်ငါတို့9ရက်ဘာလို့မနေနိုင်ပါလဲမင်းစူးစားသူကလည်းမင်းစူးစားဟာလေလုယာကျမတို့စူးစားပြီးတပတ်နေခဲ့တယ်ဧဝံဂေလိဟောခဲ့နောက်နွေရာသီမှာဧဝံဂေလိတရွာကိုပြန်သွားတော့ကော်ဖီမရှိလက်ဖက်ရည်မရှိမုန့်ဆိုင်မရှိမနေ့မှထမင်းတစ်ခါစားရတယ်ညနေမှထမင်းတစ်ခါစားရတယ်ပဲဟင်းနဲ့ငပိကြောတပတ်နဲ့ဆရာတော့ရတယ်ပဲဟင်းကကျမကလက်ဖက်ရည်တောက်ချင်တယ်ဟေးလက်ဖက်ရည်လည်းမရှိငါပြန်ချင်တယ်ဟွာရှိရင်ကားရှိရင်ငါပြန်တော့မယ်ဒီမှာသာသနာပြုတဲ့ဆရာတွေနှစ်20 30နင်းတပတ်လက်ဖက်ရည်အတွက်ပြန်မလားဟုတ်ပါတယ်ကျမပြောပြမယ်ဆရာကျော်တန်းရဲ့ပေးဆက်ခြင်းကိုကျမကအများကြီးသိတယ်ဒီမှာအကုန်လုံးမပြောနိုင်ဘူးအဲ့ဒီတော့က9နှစ်ပေါ့နော်သူတည်တဲ့အထိဆိုရင်နှစ်30 40လောက်နေခဲ့တယ်သူက
ကောင်းကောင်းမွန်မွန်တောင်ဗမာလိုမပြောတတ်ဘူးဒါပေမဲ့အသက်ရှင်ပြတယ်ဟာလေလုယာခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်တော့အသက်ရှင်ပြတယ်သူ့သမီးက Sunday School ခလေးတွေကိုတုံတင်ပေးတယ်သူတို့မိဘတွေကိုခရစ်တော်အကြောင်းတုံတင်ပေးတယ်သူတို့အားဖြင့်ကံရွာမှာအနှဲငယ်သောယုံကြည်သူရှိတယ်တနေ့ကျရင်မီးနဲ့စစ်တဲ့အခါမှာဝုံဝုံတိုင်းတိုင်းနဲ့လှုပ်တဲ့အသင်းတော်တွေကကောက်ရိုးမီးလို့ဖြစ်ပြီးမှဆရာကျော်တန်းရဲ့လှုပ်ဆောင်မှုကကြောက်ကောင်းကြောက်မြတ်လည်းဖြစ်နိုင်တယ်ဟာလေလုယာဘာဖြစ်လို့လဲဆိုတော့ကျမတို့ကအပြင်ပိုင်းကနေမြင်ရတဲ့အရာကိုပဲကြည့်ပြီးဆုံးဖြတ်ပေမဲ့ဖခင်ကကျမတို့ရဲ့ quality of work အတွင်းပိုင်းကနေဖခင်ကိုချစ်တဲ့စိတ်နဲ့ပျောက်ဆုံးဝိညာဉ်ကိုတကယ်ချစ်တဲ့စိတ်နဲ့တကယ်ပေးဆက်တဲ့အရာတကယ်သစ္စာရှိတဲ့အရာကိုမြင်တာဖြစ်တယ်ဟာလေလုယာသူနာမည်လည်းမကျော်ဘူးနာမည်လည်းမကျော်ဘူးပိုက်ဆံလည်းမချမ်းသာဘူးဘာမှလည်းမပိုင်ဆိုင်ဘူးဒါပေမဲ့ကောင်းကင်မှာအချမ်းသာဆုံးဖြစ်နိုင်တယ်ဟာလေလုယာဒါကြောင့်မို့ကျွန်မပြောချင်တာဒီနေ့ကျွန်မတို့ကြောက်ကောင်းကြောက်မြတ်နဲ့မြစ်ပင်ကောက်ရိုးဒါတွေကျွန်မတို့သိရမယ်ကိုလှုပ်တဲ့အလုပ်ကဘယ်လိုအစ်စ်မှရှိနေမလဲဒါကျွန်မကသူများကိုဝေငှတဲ့အခါမှာကျွန်မကိုပျောက်ဆုံးဝိညာဉ်အတွက်ဆုတောင်းတာယော့သွားပြီလားငါပျောက်ဆုံးဝိညာဉ်ကိုချစ်တဲ့စိတ်ယော့သွားပြီလားနော်ကျမတို့ဧဝံဂေလိဆရာကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ပျောက်ဆုံးဝိညာဉ်ကိုချစ်နေရအောင်မေဟာလေလုယာဆုတောင်းပေးနေရအောင်မေကျမအခုလဲ grab နဲ့လာတယ်အဲ့ဒီအမျိုးသမီးကိုကျမရှေ့မှာထိုင်ခွင့်ရှိလားထိုင်ပါသူတို့စကားပြောနေတာနဲ့church မှာဘာညာခရိယန်လားလို့ပြောတယ်မဟုတ်ဘူးကျမအမောင်စကားပြောတာကျမအမောင်ခရိယန်ကျမကဟိန္ဒူဂျေဇုပြုရဲ့ယေရှုခရစ်အကြောင်းကိုကျမပြောချင်တယ်ခမလက်ခံနိုင်မလားဆွေးနွေးတယ်ကျမစင်းတဲ့အထိကျမပြောလို့မကုန်တာနဲ့အနောက်ကကားတွေကဟွန်တီလို့ကျမပြောတဲ့စကားတစ်ခွန်းလေးပဲမှတ်မိရင်ကျမကျေနပ်ပြီးယေရှုခရစ်ကိုဒီက sister ယုံကြည်တယ်ဆိုရင်ထာဝရအသက်ရမယ်ကျမနဲ့ကောင်းကင်မှာတွေ့ရအောင်လို့ကျမပြောလိုက်တယ်ဟာလေလုယာကျမပြောချင်တာဟာလေကျမတို့ရဲ့ဆုတောင်းခြင်းတွေကျမတို့ရဲ့ဝေငှတက်သိခံခြင်းတွေနေ့ရက်စဉ်တိုင်းဆုတောင်းနေတဲ့အရာတွေကချမ်းသာခြင်းကျမ်းမာခြင်းအတွက်ပဲမဟုတ်ဘဲနဲ့ပျောက်ဆုံးဝိညာဉ်အတွက်ငါဆုတောင်းသေးရဲ့လားကို check လုပ်ရအောင်ကျမတို့ခရိယန်အသက်တာကလေယော့ရဲဖြစ်နေတယ်ချမ်းသာခြင်းကြွယ်ဝခြင်းကြီးပဲဟောနေတယ်ပျောက်ဆုံးဝိညာဉ်တွေချေရအောင်ဖခင်ကသူပြန်ကြွလာပြီးတဲ့အခါစစ်ဆေးတဲ့ကာလရောက်တဲ့အခါကျမတို့ရဲ့ခရိယန်အသက်တာမှာပါဝင်မှုတွေအားလုံးစစ်ဆေးမယ်ကဲ music ပိုင်းနဲ့ပြောချင်တယ် music ပိုင်းမှာလည်းပြောเสียရှိတယ်ဒီမှာmusic နဲ့အစီခံကြတယ်တိတ်တန်ဖိုးရှိတယ်ဘာလို့တန်ဖိုးရှိတယ်လဲဆိုတော့ဒီ music ပညာကလူတိုင်းမရဘူးဖျားဘိတ်တိတ်တဲ့လူဖျားရဲ့စုကျေးဇူးကိုအထူးရတဲ့လူပဲရတာဖြစ်တယ်အဲ့ဒီအခါမှာတချို့ကဈေးကင်တာတို့မျက်နာလောက်ရဘာလို့ကျမအဲ့လိုတိသွားလဲဆိုတော့ကျမတို့ MMC မှာလေကျမတဲ့ MMC မှာဆီယမစွမ်ဂျင်းဆိုတာရှိတယ်သူကအော်စီရောက်သွားပြီမနစ်ကပြန်လာတယ်တင်နန်းလာပေးတယ်ကျမတဲ့ MMC မှာတဲ့ဆရာခုပီးနဲ့အတူအစေခံတဲ့အခါမှာကျမတချင်းဦးဆောင်နေတဲ့ music တမားတွေမျက်နာတအားကြည့်ရတယ်မိုက်အက်ကူလွာတော့ပေါ်တင်ပြောတယ်နော်မိုက်အက်ဟမ်လွာခေါင်းချလာရဲ့တကယ်ကိုလေဒါပေမဲ့ तू ပြောတယ်ခွလို့ပါနော်ကျမမပြောရင်လည်းမဖြစ်လို့ပြောမိတာတဲ့ तू အဲ့လိုပြောတယ်ဒါကြောင့်ကျမတို့ရဲ့တီးခတ်တတ်ခြင်းတွေကျမတို့ရဲ့ပညာတွေကျမတို့ရဲ့ဆိုတတ်ခြင်းတွေကဖခင်ရဲ့ဂျေဇုတက်တက်ဖြစ်တယ်ဟာလေလုယာဖခင်အတွက်အစေခံနိုင်ခြင်းဟာဂျေဇုတော်တက်တက်ဖြစ်တယ်ဒါကြောင့်စေတနာနဲ့တည်ရအောင်အာရပါဝင်ရအောင်ဟာလေလုယာဒီအသင်းတော်ကလူတွေတော့မဟုတ်ဘူးဟိုအဝေးကလူတွေနော်အဝေးကလူတွေတခါလေအဲ့လိုဖြစ်တတ်တယ်အဝေးက music တီးတဲ့လူတွေတချင်းဆိုတဲ့လူတွေမိုက်အက်ဟမ်ကိနီမိုက်အက်ကူလ်ကိနီခေါင်းကြီးလာရိုက်တယ်နော်ကြိုးစားရအောင်ကျမပါစတာတယောက်ရဲ့သားကိုကျမပြောပြမယ်သူအတင်းတော်ကြီးတော့ဟုတ်တယ်အဲ့ဒီတော့ကလေ keyboard ဆိုတာလေကလေးမျိုးမှာတော့မှ3ခုလောက်ပဲရှိတယ်
keyboard ရောက်လာတော့တီးတက်တဲ့ဆရာကိုအပတ်တိုင်းမှာပိုက်ဆံအခချင်းငွေနဲ့ခေါ်ပြီးမှတီးခိုင်းရတယ်အဲ့ဒီခါမှာပါစတာရဲ့သားနော်ဟို14 15လောက်ရှိပြီအဲ့ဒါကတအားတီးချင်တာနဲ့ညမှာဒရဝင်ကိုတောင်းပြီးမှမီးဖွင့်ပြီးမှ तू ကတီးတယ်တင်းတယ်အဲ့ဒါပြင် तू ကကော့တယ်ဘယ်လိုလဲမသိမတ်မိလားဘယ်လိုမတ်မိလဲမသိတင်းရင်နဲ့ तू တက်လာပြီးတဲ့အခါကျတော့အဲ့ဒီတီးတက်တဲ့လူစီမှာလဲ तू ပညာပြန်ယူတယ်နောက်တော့တော်တော်ကျွမ်းကျင်သွားပြီကျွမ်းကျင်တဲ့အခါမှာဟိုလောကအဆိုတော်တွေက तू ငားတယ်ပေါ့နော်ငားတဲ့အခါမှာပတ်စံရတဲ့အခါမှာအတင်းတော်မှာတီးမဲ့လူမရှိရင် तू ကမလာချင်ဘာလို့လဲအတင်းတော်မှာတော့ဒါရှိလားအပြင်မှာတီးရင်2000 3000အဲ့လိုရတယ်အတင်းတော်မှာတော့ volunteer ဆိုတော့ तू ကမလာချင်ဈေးကင်တော့သူ့ရဲ့တာလင်နဲ့ तू အလုပ်မဖြစ်ဘူးနောက်ဆုံးကျွန်မပြောမယ်သူ့ရဲ့ဘဝကလေဖျားလည်းမတုံးဘူးလူကလည်းမတုံးဘူးမိန်းမလည်း2ယောက်လောက်ရတယ်ခလေးလည်း2ယောက်3ယောက်ရတယ်သူ့ဘဝနော်ဟိုလုံးဝတုံးလို့မရတဲ့အဆင့်ကိုရောက်သွားတယ်ဒါကြောင့်မို့ကျမတို့ရဲ့လုံနိုင်တဲ့အလုံမှန်သမျှကိုဖျားအတွက်အစေခံတဲ့အခါမှာဒါတွေလည်းမီးနဲ့စစ်မှာပဲလေဒါတွေလည်းမီးနဲ့စစ်မှာပဲကိုယ့်ရဲ့ပါဝင်မှုတွေအားလုံးစစ်ချင်းခံရမှာဒါကြောင့်မို့ music သမားတွေလည်းပေးဆက်ရအောင်လို့ကျမကအားပေးချင်တာဖြစ်တယ်ကျမကဖျားမဟုတ်ဘူးကျမကစစ်ဆေးမှာမဟုတ်ဘူးဖျားကစစ်ဆေးလိမ့်မယ်ဒီအတွက်ကိုမျောကြည့်ပြီးမှငါလောက်သမျှသည်ဖျားမှာ record ရှိတဲ့အတွက်မီးနဲ့စစ်ဆေးတဲ့နေ့ရောက်ရင်ငါသည်ငါရဲ့လောက်ငန်းနေအားလုံးကကောင်းတဲ့ကြောက်ကောင်းကြောက်မြတ်ဖြစ်ပါမလားဆိုတာကိုဆင်ခြင်ပြီးမှကျမတို့ပါဝင်စက္ကပ်ကြပါစို့လို့အရောက်တိုင်းကိုခွန်အားပေးကြပါတယ်အရောက်တိုင်းပေါ်မှာဖျားရှင်ထူပဲကောင်းကြီးပေးပါစေဟာလေလုယာကျမတို့ချမ်းသာရတဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်အောင်မဲ့လက်အကုန်လုံးမတရားပြင်းမဖျားရဲ့နှုတ်ကဖျားရဲ့မျက်မှောက်တော်ထဲမှာတူတစ်ခေါက်တိုးဝင်ကြရအောင်အာမင်ကျွန်တော်တို့တက်တာကိုအသက်တဖန်ပြန်လဲပြီးမှဆက်ကကြရအောင်ကျွန်တော်တို့ရဲ့အတိုင်းစာငတ်တာကိုရောရဲ့အတူပါရှိခြင်းကိုရောရဲ့မျက်မှောက်တော်thatကျွန်တော်တို့နေ့တိုင်းလိုအပ်တာဖြစ်တယ်ဟာလေလုယာအေးတခြင်းအဖြစ်ကျွန်တော်တို့အသက်တဖန်အာယူကြရအောင်ဟာလေလုယာရှိဒီ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 အိုးရှာရ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 ာဟာလေလုတူပါရှိခြင်းကိုရောရဲ့တူထီခြင်းအိုးကျွန်တော်တို့တက်တာထဲမှာလိုအပ်ဆုံးသောရဖြစ်တယ်ဟာလေလုယာအိုးရှိဒီ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 အာမင်
တခုလုံးပေါ်ဝါကိုရောဖျားနေမောင်းတော်မှာရွှေနဲ့ငွေတွေထဲမှာလို့နေတာနေရတိုင်းချနှုတ်ဆက်ငယ်နေရတိုင်းချနှုတ်ဆက်ငယ်ဝ
ရှင်ရဲ့ဒုရှိခြင်းမြတ်မောက်တော်မှာဆိုရင်စရာကြီးမဲကုရောပေါ်နဲ့ဒီကုရောရဲ့ဒုရှိခြင်းရှိခြင်းမြတ်မောက်တော်မှာမချစ်နိုင်ကြလေမရှိမတတ်နိုင်ကြလေမရှိကိုယ်ရဲ့ဒုရှိခြင်းကိုယ်ရဲ့ဒုရှိခြင်းမြတ်မောက်တော်မှာဆိုရင်စရာကြီးမဲကိုယ်တော်ပေါ်နဲ့ဒီဆုံးတဲ့ထောက်ထားရဖြတ်ကိုလက်ခုပ်တီးပြီးတော့တူတကွချီးမွမ်းရအောင်အာမင်ဟာလေလုယာအိုးကိုရောချီးစွတ်တယ်အိုးကိုရောကြပေးတော်မူတဲ့မြတ်တဲ့ကိုရောကိုချီးစွတ်တယ်ဟာလေလုယာအာမင်ဆက်လက်ပြီးတော့ချီးမွမ်းရအောင်အာမင်အကုန်လုံးဒီမှာလူငယ်တွေကြီးပဲဆိုတော့ရှေ့မှာလာပြီးတော့အားရပါရနဲ့ထိုးထောင်တော့ပြတ်ခင်ကိုအတိတ်တဖန်ကျွန်တော်တို့ရဲ့စိတ်တွေကိုကျွန်တော်တို့ရဲ့တာမြတ်ကိုလွင့်ထူလက်ထူထားတော့ဖျက်တဲ့ကိုချီးမွမ်းရအောင်အာမင်အာမင်ဟာလေလုယာသင်မင်းကသူပြောလိုက်ပါအောင်သင်ဟာအောင်မြင်တော်သူဖြစ်တယ်လို့အာမင်သင်ဟာယေရှုအကြောင်းအောင်မြင်တော်သူဖြစ်တယ်လို့ပြောလိုက်ပါအောင်အာမင်ဟာလေလုယာအာမင်အာမင်
တော်ကိုချီးမွမ်းပါတယ် အာမင် ဝိညာဉ်တော်အရောက်စိတ်ရဲ့အသက်တာကိုအုပ်ဆိုးတော်မူပါဒီညနေမှာကြားနေရတဲ့နှုတ်ကပတ်တော်တရားအတိုင်းကိုရောအတွက်တစ္ဆာရှိတော်လူငယ်တယောက်စီတိုင်းဖြစ်ဖို့ရန်တွေ့ကျွန်တော်တို့ရဲ့နေ့စဉ်နေ့တိုင်းအတ္တမှာကိုရောဖခင်ရဲ့ဝိညာဉ်တော်ကမဆပြီးဒနာတော်မူပါနေ့ရက်စဉ်တိုင်းမှာကိုရောရှင်ရဲ့အလိုတော်တိုင်းအသက်ရှင်နိုင်ဖို့ရန်တွေ့ဝိညာဉ်တော်တကုံနဲ့ကျွန်တော်ကိုလမ်းပြပို့ဆောင်တော်မူပါကိုရောဂျေဇုတင်နေကိုရောကျွန်တော်နဲ့အတူပါရှိတယ်ဆိုရင်မဖြစ်နိုင်တာမရှိဘူးဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒီလူငယ်များကိုကိုရောရှင်ပြီးသိပြီးတော့တကိုးတော်အပြင်တယောက်စီတည်းရဲ့အတ္တကိုလမ်းပြတနာတော်မူပါမြမတပီလုံးအတွက်နေချမ်းမနေရချမ်းမနိုင်ငံချမ်းမရောက်ရှိသွားတဲ့မြမပြည်သူပြည်သားတွေစီမဒီအဝင်ကြီးလေးတရားယေရှုခရစ်ရဲ့အသွေးတော်အပြင်အပိခွင့်ချင်းတရားကိုအိုမြတ်နိုင်တော့အရောက်စီတဲ့ဖြစ်ဖို့ရန်အတွက်တယောက်စီတဲ့ရဲ့အတ္တကိုဒီညနေမှာအတိတ်တဖန်ပြီးသိပြီးတော့တကူတော်အပြင်ကောင်းချီးပြီးတော်မူပါအာမင်ဒီရပေါင်းကိုရည်တွက်ချီးမွမ်းရင်းနဲ့ကယ်တင်ပိုင်ရှင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစေကအနာမမြတ်စွာဘုရားသခင်အာမင်ကျေးဇူးတင်တယ်ဘုရားရှင်ကောင်းချီးပေးပါစေ